ဒီဇာလန်ကတော့တချိန်ကနိုင်ငံတော်အဆင့်စားတော်ကြီးဖြစ်ခဲ့မှုတဲ့လူတယောက်နဲ့စတင်ထားခဲ့ပါတယ်။သူကနာမည်ကျော်မန်အင်ပါယာတော်ဝင်စားတော်ပွဲကြီးကိုတော့အလွယ်တကူချက်ပြုတ်နိုင်တဲ့အထိပါရမီရှင်တူပဲဖြစ်ပါတယ်။ဒါပေမဲ့အဖွားအိုတယောက်လန်ကိုပေးဖို့ကူညီရင်းနဲ့ထရက်ကားတိုက်မိပြီးတော့မာထန်မဲဆက်စီအဝင်းညံကိုပြောင်းသွားခဲ့ပါတယ်။ဒီကဘာမှာတော့ချက်ပြုတ်မှုအတတ်ပညာကအတော်လေးကိုအကန့်အသတ်ရှိပါတယ်။စားကြဆိုလို့ပြုတ်တာနဲ့ဖုတ်တာပဲရှိပြီးတော့ဟင်းကအမွေးကြိုင်တွေကလည်းတခုမှမရှိဘဲနဲ့ပြင်းစရာကောင်းလာခဲ့ပါတယ်။တော်ဝင်မိဖို့ကြောင့်မှာအောက်ခြေအစီကန်တယောက်အဖြစ်လောက်ကန်နေရတဲ့သူဟာမူလကတော့ဘွားကိုအေးစစ်စစ်ပဲဖြတ်တမ်းမှုရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူရိုးရိုးလေးချက်လိုက်တဲ့ကျဲဥထမင်းကျော်ရဲ့မွေးပြန်တဲ့ရှင်နံကမင်းသမီးလေးကိုဆွဲဆောင်နိုင်လိမ့်မယ်လို့တော့သူလုံးဝမထင်ထားခဲ့ပါဘူး။ဒါနဲ့ပဲဒီခေတ်ကာလမှာသူ့ရဲ့အချက်ပြုတ်ခီးစဉ်ကစတင်ခဲ့ပါတယ်။သူဒီကဘာကိုရောက်လာခဲ့တာ3ရက်ရှိဖြစ်ပါတယ်။ပြီးခဲ့တဲ့ဘွားလုံးကတော့သူဟာစူပါများစွာရရှိခဲ့တဲ့တပိုင်းရင်စားတော်ကလေးတို့ဖြစ်ခဲ့ပေမဲ့အခုတော့မာထန်နန်းတော်ရဲ့မှုဖို့ကြောင့်မှအနေဆုံးစဉ်ထင်းကုန်သမားတယောက်သာဖြစ်လို့နေခဲ့ပါတယ်။သူ့ရဲ့အရင်အစင်တန်းနဲ့အခုအစင်တန်းကဟိမွေနာတောင်တိန်နဲ့မိုင်းနာအနှက်ဆိုင်ဆုံးကြောက်ကဘာလိုကွာခြားလုံးနေခဲ့ပါတယ်။သူကိုယ်သူတိခတ်နိုင်ပါလို့ပြောပေမဲ့3ရက်လောက်လဲကြာရောဘာရတော့မှမရှိပဲနန်းတော်အစားအစာတွေကြောင့်ပဲသူယူကျင်စိတ်ပေါက်လာခဲ့ပါတယ်။ဒီကိထမ်းမင်းစားမှာချက်ပြုတ်နေရပြုတ်တာတဲ့ပေါင်းတာလောက်ပဲရှိတာမလို့တော်ဝင်မိဖို့ကြောင့်ထွက်လာတဲ့အနက်သက်တွေကလည်းထင်းရနေခဲ့ပါတယ်။လူတွေမှာစိတ်သားညင်နှန်းနေနဲ့စနစ်တကျမချင်ထားတဲ့ပန်းကပိငံပြားရည်နဲ့နေရလွှမ်းမိုးလို့နေခဲ့ပါတယ်။အမှန်တိုင်းပြောရရင်ဒီနန်းကြောင့်ပဲပြီးခဲ့တဲ့3ရက်ကစားထားတာတွေအကုန်ပြန်ကျစိတ်တွေဖြစ်လာခဲ့ပါတယ်။သူကဘယ်သူမှတတိမထားမိခင်လူချေတဲ့တုံးလေးအပူတလန်းကိုချက်စားပြီးတော့ဝမ်းပြဖို့ဆွမ်းပြလိုက်ပါတယ်။ထမင်းကတော့အရေးသွေးမြက်ကတော့ခံဆန်ဖြစ်ပေမဲ့ဒီခက်မှာကဝါသားကစင်းရဲသားတွေပဲစားတဲ့အောက်တန်းစားသားဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ဒီဝက်စီဘတ်လေးကိုရဖို့သူ့ရဲ့မရှိရှိသမျှစူဘူးလေးကိုဖောက်ခဲ့ရတာဖြစ်ပါတယ်။အစင်းသိမ့်ဖြစ်ပြီဆိုတော့ဒဲဟုတ်ပူတော်လေးချက်ဖို့ပြင်လိုက်ပါတယ်။ချက်သားကိုအနုစိတ်ပပလေးလီရင်သူ့ရဲ့ဗီဇာအတိုင်းပဲအလိုလျောက်နှိုးချလာခဲ့ပါတယ်။နန်းတော်ကပြင်းစရာကောင်းတဲ့အစားအစာတွေကိုကြည့်ပြီးတော့ဒါမျိုးကိုတော့သူလုံးဝမျိုးမကြနိုင်ဘူးလို့တွေးမိလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူခိုးချက်နေတာကိုတယောက်ကမိသွားတယ်ဆိုတာသိလိုက်ရပါတယ်။ကောင်မလေးကသူ့ကိုမောကြည့်ရင်းနဲ့ရှမ်းလို့ခေါ်လိုက်ပါတယ်။ပြီးတော့သူ့လက်ထက်ကထမင်းတွေကတောက်ပနေသလိုပဲလို့အော်တကြီးနဲ့ပြောလိုက်ပါတယ်။တကယ်တော့ဒီနေရာကတော်ဝင်နန်းတော်ဖြစ်ပြီးတော့ဘယ်သူမှဂရုမစိုက်တဲ့ထင်းကျူတဲ့ဆိုတာဘယ်သူမှဆိုဝင်ကျင်တိုင်းဝင်လို့ရတဲ့နေရာမဟုတ်ခဲ့ပါဘူး။ဒါပေမဲ့ဒီကောင်မလေးကတော့ဝင်လာခဲ့ပါတယ်။ဒီလိုနန်းတော်ရဲမှာလောလက်လက်သွားလာနေတဲ့သူဟာဒီမင်းဆက်ရဲ့အခြေဆုံးသမီးတော်လေးဂျင်းယုံမင်းသမီးလေးကလွယ်လို့ဘသူရှိအောင်ပါလဲသူကကောင်မလေးကိုနေထုတ်ဖို့ကြိုးစားပေမဲ့မင်းသမီးလေးတော့နားမထောင်ခဲ့ပါဘူးသူကကောင်မလေးကိုနေထုတ်ဖို့ကြိုးစားရင်းနဲ့ကလေးအတွက်မကောင်းလို့ပြောပေမဲ့မင်းသမီးလေးကတော့နားမထောင်ခဲ့ပါဘူးကလေးကအစာချေပြနိုင်မှာမဟုတ်ဘဲနဲ့နောက်မှဘိုင်းလာလိမ့်မယ်လို့တတိပေးနေခဲ့ပေမဲ့သူ့ရဲ့တားမြစ်ချက်တွေကလေထဲမှာပဲပျောက်ခဲ့သွားခဲ့ရပါတယ်ကောင်မလေးကသူ့ကိုရုပ်ချောတဲ့ရှမ်းလေးလို့ခေါ်ပြီးတော့နောက်တစ်လုံးလောက်ပဲကြွေးဖို့အတွက်တောင်းပန်နေခဲ့ပါတယ်တလို့ထဲပါဆိုပြီးတော့ခတိပေးနေတဲ့ကောင်မလေးရဲ့ချွန်းနေမှုကိုမလွန်ဆန်နိုင်ပဲနောက်ဆုံးတော့သူအရှုံးပေးလိုက်ရပါတယ်သူကစိတ်မရှိသလိုနဲ့ကဲပါတောင်းမနေတော့နဲ့တလို့ပဲစားရမယ်နောက်ထပ်လုံးဝမရဘူးလို့ပြောလိုက်ပါတယ်မင်းသမီးလေးကတော့တော်ဝဲမိဖို့ကြောင့်အစားအစာတွေကအရသာမရှိဘူးလို့ပြောခဲ့တဲ့သူမမိရဲ့စကားလိညာချက်ပဲလို့ကောက်ချက်ချလိုက်ပါတယ်သူမစိတ်ထဲမှာတော့တကယ်အရသာရှိတဲ့အစားအစာတွေကိုရော်ချောတဲ့ရှမ်းလီယာဝတ်ထားလို့ထင်နေခဲ့တာဖြစ်ပါတယ်ကောင်မလေးကထထောင်းနေခဲ့ပေမဲ့သူကတော့ကုံသွားပြီလို့ပြောလိုက်ပါတယ်ဒါအပြင်ဒီဟင်းနေရာစီတွေအရင်များလုံးတာကြောင့်ကိုလုံးသေးသေးလေးနဲ့ကလေးတယောက်အများကြီးစားရင်တညလုံးပိုင်းနာပြီးတော့အိပ်ရမှာမဟုတ်လို့သိနေခဲ့ပါတယ်။ကံကောင်းထောက်မဆောင်နေပဲသူ့မှာစနစ်ထဲကနေလဲလဲထားတဲ့ပြားရီလျှောက်သီးနွေ့နွေ့လေးရှိနေခဲ့ပါတယ်။ဒါကထံမင်းဆက်မှာလုံးဝမရှိတဲ့ဇင်ငံပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ကောင်မလေးကိုကံကောင်းတဲ့ကောင်မလေးလို့ပြောရင်းနဲ့ဒါလေးကိုတောက်ဖို့ပေးလိုက်ပါတယ်။ဒါကအစာကျေစေဖို့ဖြစ်ပြီးတော့ဒါကိုတောက်ပြီးရင်တော့ငုံမနေတော့နဲ့မဟုတ်ရင်အပြင်ကိုကောက်လို့ပြလိုက်မယ်လို့ချိန်ချော်လိုက်ပါတယ်။ကောင်မလေးကတော့သူမရဲ့တက်တက်လုံးမှာတခါမှမမြည်စမ်းဘူးတဲ့ထူးခြားဆန်းသက်ပြီးတော့ချိုမိန်လာတဲ့အကြတော့အံ့ဩနေခဲ့ပါတယ်။သူတို့တော့ဒီလိုကောင်းမွန်တဲ့အစားအစာတကူမျှဝေစားတော့ရတာဟာစစ်မှန်တဲ့သဘာဝအရသာလို့ခံစားရစေခဲ့ပါတယ်။သူ့ရဲ့အချက်ပြပညာရဲ့အောက်မှာတယောက်ကလုံးဝကြာရှုံးသွားတာကိုမြင်ရတာဟာဘလို့ယာတို့အနာနေမှာမလဲနိုင်တဲ့ခေါ်ယူမှုကိုပေးစွမ်းခဲ့ပါတယ်။အခုတော့ကောင်မလေးဘိုက်ပြစ်ပြီးတော့ကျင်းတော်သွားပြီမို့လို့ရှန်ကမင်းသမီးလေးနဲ့သဘောတူညီချက်တကူလောက်ဖို့ဆွမ်းပြလိုက်ပါတယ်။ဒီနေ့စားတော့ခဲ့တဲ့အစားအစာတွေနဲ့ရေအကြောင်းဘယ်သူမှမပြောဖို့အတွက်ကတိတောင်းလိုက်ပါတယ်။အကယ်၍သူမရဲ့ခမီးတော်နဲ့မဲတော်တို့တည်သွားခဲ့ရင်သူ့နန်းတော်တွေကနေနေထုတ်ခံရလိမ့်မယ်လို့ရှင်းပြလိုက်ပါတယ်။အဲ့လိုသာဖြစ်သွားခဲ့ရင်နောက်ကဒီလိုရတာရှိရဲ့ဟင်းတွေနဲ့ချိုမင်းတဲ့ခြေတွေကိုဘယ်တော့မှတောက်ရမှာမဟုတ်တော့ပါဘူး။မိမိကိုစီစီလို့ခေါ်တဲ့မင်းသမီးလေးကသူမရဲ့နှာခမ်းတွေကိုတောက်ကတ်ထားမှမလို့ခမီးတော်ကိုဘာမှမပြောဘူးလို့အခိုင်အမာကတိပေးလိုက်ပါတယ်။ဘာဖြစ်ဖြစ်သူမရဲ့ရုပ်ချောတဲ့ရှမ်းလေးအကြောင်းကိုဘယ်သူမှမပြောလို့ကတိပေးလိုက်ပါတယ်။ပြီးတော့သူမကရှမ်းပမာလဲထင်းချူတဲထဲမှာပုံပြီးတော့ချက်နေရလားသမီးလည်းမသိဘူးဆိုပြီးတော့လူတွေကိုဘယ်လိုညားရမလဲဆိုတာကိုထင်အောင်ထင်ကားနဲ့လေ့ကျင့်ပြနေခဲ့ပါတယ်။ဒါကိုကြည့်ပြီးတော့ရှမ်းတယောက်ဒီကလေးမလေးကတကယ်ပဲလှုပ်ဝက်ချက်ကိုထိန်းနိုင်ပါမလားလို့တွေးပြီးတော့ရင်တမမဖြစ်နေခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲနန်းတော်ရဲ့တခြားတနေရာမှာတော့အေဂရမင်းပြကသူ့သမီးတော်အစာကျွေးဖို့ပြက်ကွက်နေတဲ့အစီကံတွေကိုအသုံးမကျတဲ့သူတွေလို့စုပူချင်းမောင်းနဲ့ဒေါသထွက်နေခဲ့ပါတယ်။ဂျင်းယုံမင်းသမီးတွေအစားမစားနိုင်တာ3ရက်ရှိပြီဖြစ်ပြီးတော့သူတို့ယူဆောင်လာခဲ့တဲ့အစားအစာတွေကိုကြည့်ပြီးတော့ဆက်စုပ်ယွန်ရှာနေခဲ့တာဖြစ်ပါတယ်။စစ်သားညီနန်းကပြင်းလို့မိုင်ပေါင်းများစွာကလေးကအနှမ်းကြနိုင်ပြီးတော့အေဂရမင်းမြတ်ကိုယ်တိုင်တော့ပြုတ်အံကျစိပေါက်စေခဲ့ပါတယ်။မိဖုရားကောင်ကြီးကမင်းမြတ်ကိုအာနန်လို့ခေါ်ပြီးတော့စိတ်အေးထားဖို့အတွက်ဖြောင်းပြခဲ့ပါတယ်။
သမီးတော်ကမကြသေးခင်မှာနေမကောင်းဖြစ်ထားခဲ့ရလို့လည်းပြောပြလိုက်ပါတယ်တော်ဝင်သမားတော်တွေကတော့တရရွက်နဲ့အစာရင်အားနဲ့လို့အပြစ်ပုံချပေမဲ့အေဂရကတော့စားတော်ကလေးအသုံးမကျလို့ပဲတထဲကြယုံကြည်နေခဲ့ပါတယ်သမီးတော်ကိုကောင်းမွန်တဲ့အစားအစာတစ်ခုတော့မကျွေးနိုင်လို့ညှိတွားနေတဲ့အချိန်မှာပဲစီလို့သူခေါ်တဲ့မင်းသမီးလေးကပြန်အောင်လာခဲ့ပါတယ်သူကသမီးတော်နေရာနဲ့လိုက်ရှာနေရလို့ပြောရင်းနဲ့မုန်းနေခိုးစားနေရလားဆိုပြီးတော့စားနောက်ပြီးတော့မေးလိုက်ပါတယ်မိဖုရားကြီးကတခုခုချက်ချင်းတတိပြုံးမိသွားခဲ့ပြီးတော့တခုခုစားလာတာလားလို့မေးတဲ့အခါမှာတော့ကောင်မလေးကလည်းရှမ်းပြောခဲ့တာတွေကိုတတိယသွားခဲ့ပါတယ်အကယ်၍ခမီးတော်တည်သွားခဲ့ရင်နောက်ကအစားအစာတွေငတ်လိုက်မယ်လို့ထိတ်လန့်သွားကသူမှဘာမှမစားခဲ့ပါဘူးလို့ချက်ချင်းညင်လိုက်ပါတယ်ပြီးတော့သူမအနေနဲ့ဘယ်လိုလုပ်အစားအစာအကြောင်းကိုမှမသိပါဘူးလို့လည်းထပ်ပြီးတော့ညှင်းဆိုလိုက်ပါတယ်အမှန်တိုင်းပြောရရင်ကောင်မလေးရဲ့တရုပ်ဆောင်မှုကတော်တော်လေးကိုတန်တရားဖြစ်စားကောင်းနေခဲ့ပါတယ်အထူးသဖြင့်ဘိုက်ပြေလုံးလို့လေတက်နေတဲ့ပုံစံအတိအသားကြီးပဲဖြစ်ပါတယ်ဒီနေရာမှာတော့ထမင်းဆက်ရဲ့ကောင်းကင်မုတ်သားအေဂရမင်းမြတ်ကြီးဟာသမီးတော်ရဲ့နှက်ခမ်းသားကထမင်းလုံးလေးတစ်လုံးကိုငေးကြည့်ရင်တတွေးမြုပ်ချနေရတဲ့ရည်စရာကောင်းတဲ့မြင်ကွယ်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်အေဂရကကောင်မလေးကိုပမာသွားပြီးတော့ခိုးစားနေရလဲဆိုတာချက်ချင်းဝေခံဖို့အတွက်မဟုတ်ရင်တော်ဝင်စားတော်ကလေးကိုကွက်မြက်ပြစ်မယ်လို့ချင်းချော်လိုက်ပါတယ်ဒါကြောင့်တော့မင်းသမီးလေးစီစီတယောက်ထိတ်လန့်ပြီးတော့တုံးလုံးသွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့ရှမ်းကစပူတတ်ပေမဲ့သူ့ရဲ့လက်ရကတော့လက်လုံးမခံနိုင်လောက်ကောင်းလွန်နေလို့ပဲဖြစ်ပါတယ်မင်းသမီးလေးကဘသူကမှဒုက္ခမပေးဖို့ခမီးတော်ကိုယုံပြီးတော့တောင်းပန်ရှာပါတယ်သူမရဲ့ရုပ်ချောတဲ့ရှမ်းလေးကိုခမီးတော်ရဲ့ဒေါသအရှိန်အုံကနေအသေးအတန်ကာကွယ်ပေးချင်နေကြတာဖြစ်ပါတယ်ကြောင်ကနေဖြစ်နေတဲ့ဆဲချင်းတွေကြောင့်ရွှေအောင်ထမင်းကျော်ကနည်းနည်းမှအရသာမရှိပါဘူးလို့ညှင်းဆိုလိုက်သလိုချိုမိန်တဲ့ရေကိုလည်းလုံးဝမတောက်ခဲ့ပါဘူးလို့တောက်လျှောက်ညင်းနေခဲ့ပါတယ်ဒါပေမဲ့စကားအမားယုံဖြစ်ပြီးတော့ထင်းရှူတဲ့တီနေရအဲ့ဒီမှာပုံနေတဲ့အခုချောချောလေးအကြောင်းနဲ့သူသုံးသမျှအချက်ပြုတ်ကရိယာတွေအထိအကောင်လုံးအသေးစိတ်ကိုအမတ်မထိန်မဲနဲ့ပြောမိသွားပါတယ်ရွှေအောင်ထမင်းကျော်နဲ့ချိုမိန်တဲ့ရေအကြောင်းကြားလိုက်ရပြီးတဲ့နောက်မှာတော့အေဂရမင်းမြတ်ဟာတောပိတ်မီးဖို့ကြောင့်ရဲ့နောက်ဖေးကွင်းမျက်စိကိုရှောက်ပေးဖို့အတွက်သူ့ရဲ့စစ်တီတော်တွေကိုချက်ချင်းပဲအမိတ်ပေးလိုက်ပါတယ်သမီးတော်ကိုဘာမှမသိတဲ့အရာတွေကိုသိဆောင်ကြည့်မိရတဲ့အဲ့ဒီလှုပ်ဝက်ဆန်းကျဲရဲ့လူကဘသူလဲဆိုတာသိအောင်စုံစမ်းမှုအတွက်တန်လေးတန်ချလိုက်တာဖြစ်ပါတယ်စစ်တီတော်တွေကစားကြတွေကိုရှားတွေ့သွားတဲ့အခါမှာတော့စီစီကဒါကသူမနဲ့ရှင်ရဲ့ပိုင်ဆိုင်မှုဖြစ်လို့ပြန်ပေးဖို့အတွက်အော်ဟစ်တောင်းဆိုရှာခဲ့ပါတယ်အေဂရကတော့ဒီအစားအစာကိုမထိမမြင်ကြည့်ပြီးတော့ဒါမျိုးကိုမဟာတတိုင်းတီဆောင်နေတဲ့အလုပ်သမားတွေနဲ့လယ်သမားတွေပဲစားလုံးမချလိုက်ပါတယ်ထမင်းဆက်ရဲ့အမြင့်မြတ်ဆုံးမင်းသမီးလေးကိုတာမဝတ်သားရင်နဲ့ကြွေးရတာကိုတွေ့ပြီးတော့ယွန်စာဆက်ဆုပ်နေခဲ့သလိုတော်ဝင်အစင်တန်းနဲ့မထိုက်တန်တဲ့အစားအစာလိုလဲတွတ်တွတ်ညီးတွားနေခဲ့ပါတယ်အေဂရကဒီတာမတ်မြေကနန်းခွက်လေးကိုမိမိတို့ရဲ့တော်ဝင်သွင်းနေဆိုစော်ကားပဲလို့ယူဆပြီးတော့မြုံတကာဖြစ်နေတော့မှဖြစ်ပါတယ်သူကတမရိုးကြညင်းစုံနေစေဖြစ်ပေမဲ့မွေးပြန်းတဲ့ဂျန်နက်ကတော့အခန်းထဲမှာလွှမ်းမိုးလာခဲ့တာကြောင့်သူ့ရဲ့တော်ဝင်မာနာတဲ့စူးစမ်းကျင်စိတ်ကပို့ပြီးတော့အသာစီးရလာခဲ့တာကိုမြင်တွေ့ရပါတယ်ဒီလိုဟင်းမျိုးကကောင်းမမဖြစ်နိုင်လို့သူအခိုင်အမာပြောနေနေပဲတလုတ်ကိုမြည်ဆန်းကြည့်လိုက်ပါတယ်ဒါကဝတ်သားဟုတ်ရဲ့လားကျွေးရနေရဲ့ဝက်စီဘက်လေးတွေကအရသာရှိလာပြီးတော့ဝါးလေမွေးလေဖြစ်လာကထမင်းစီတိုင်းမှာလည်းကျဲဦးနဲ့စီဦးချက်နဲ့တွေကတွားကြတဲ့မှာတွေပေါက်ကွဲထွက်ကုန်ပါတယ်ကျတုံမေလေးတွေညှက်ထားတာကလည်းအစီအစိမ်နဲ့ကိုဖျက်တောက်ပေးပြီးတော့ကောင်းကင်ဘုံကဂျန်နက်မျိုးကိုကျင်းရစ်စေခဲ့တဲ့ပါရမီရှင်တယောက်ရဲ့လက်ရမျိုးပဲဖြစ်ပါတယ်မိဖုရားကောင်ကြီးကမင်းမြတ်ရဲ့ရုပ်တရက်တိတ်ဆိတ်မှုကိုစိုးရင်ပြီးတော့အစိတ်ခတ်တာလာလို့မေးတဲ့အခါမှာတော့အစိတ်ဟုတ်လားဒါကဆွဲလန်းစရာဗျာတကယ်ကိုရသာရှိလို့နဲ့လို့အေကဲကရေရွံ့နေဝယ်ခံလိုက်ပါတယ်ဒီရင်ကရှားပါတဲ့ရသာရှိလာတဲ့တော်ဝင်အစားအစာတွေကိုတော့အရှက်ရစီရလို့သူကဆိုလိုက်ပါတယ်ဒါကြောင့်ဒါစစ်မှန်တဲ့အရသာအပြည့်ရှိတဲ့အစားအစာပဲလို့အေကဲကကောက်ချက်ချလိုက်ပြီးတော့သူ့ရဲ့မားထန်အင်ပါယာကြီးထဲမှာဒီလိုရောက်ချောတဲ့ရှမ်းလေးဘယ်နေရာမှာပုံနေလဲဆိုတာသိရအောင်ချက်ချင်းစုံစမ်းမှုအတွက်အမိန့်ပေးလိုက်ပါတယ်တကယ်ကိုအထင်ကြီးစရာကောင်းတာကတော့ရိုးချင်းချင်းကြောက်ထမင်းကြော်လေးတစ်ခွက်တည်းနဲ့တင်ရှမ်းဟာအေဂရက်မင်းမြတ်ကြီးကိုလုံးဝလွှမ်းမိုးသွားစေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မင်းသမီးလေးကတော်ဝင်မေးဖို့ကြောင့်လိုက်ရှာတဲ့အခါမှာတော့ရှမ်းကပုံးွယ်ဖို့အတွက်သူ့ဝယ်စားတွေမှာမိကုန်းမိုင်းတွေကိုတမင်ကတုံးလင်းလိုက်ပါတယ်။သူကတခြားလုံသမားတွေနဲ့ရောနှောနေထိုင်လိုက်ပြီးတော့ကောင်မလေးကိုလက်ပလာနဲ့ပြန်လွှတ်လိုက်ကနောက်တစ်နေ့မှာတော့သူ့ရဲ့နောက်ထပ်ဟင်းလျာအစ်ကိုဖန်တီးဖို့ပြင်ဆင်ပြန်ပါတယ်။ဒီချိန်မှာတော့အမားဖြစ်တဲ့မင်းသမီးကြီးကညီမလေးစီစီကိုဒီလိုညစ်ပတ်ပြီးတော့ရှော့ပွားတဲ့နေရာမှာဆူဆူပူပူမလုပ်ဖို့အတွက်တားမြစ်နေကြတာကိုတွေ့လိုက်ရပါတယ်။ဒီနေရာကညစ်ပတ်ပြီးတော့အနက်သက်မကောင်းတဲ့အပြင်မနေ့ကလည်းခမီးတော်စိတ်ဆိုးဒေါသထွက်စေခဲ့တဲ့နေရာဖြစ်တယ်လို့သတိပေးလိုက်ပါတယ်။စီစီကတော့ရှင်းနားနေရှိရပါလို့ဆိုပြောနေခဲ့ပြီးတော့သူမရဲ့စကားကိုအမားဖြစ်သူကမယုံကြည်လို့စိတ်ပြတ်နေခဲ့ရချပါတယ်။ဒီနေရာမှာအစားအစာတွေကိုကပ်ပြစေနိုင်တဲ့လက်ပြားလိုအဖောက်တယောက်ရှိရလို့ကလေးတယောက်ရဲ့သဘာဝအတိုင်းရဲဝံ့ပြောဆိုနေခဲ့တာဖြစ်ပါတယ်။သူမကချိုမိန်နဲ့ရေအကြောင်းထပ်ပြောတဲ့အခါမှာတော့အမားဖြစ်သူကယုံပါတယ်ဆိုပြီးတော့ချောမော်ပြောဆိုလိုက်ပါတယ်။ဒါပေမဲ့မင်းသမီးကြီးကဒီနေ့ကအရင်ညစ်ပတ်လွန်လို့နန်းတော်ကိုပြန်ပြီးတော့တက်ချင်းတရက်တဲ့အစားအစာတွေကိုပဲစားကြစို့လို့တိုက်တွန်းလိုက်ပါတယ်။စီစီကတော့လက်မခံမဲနဲ့သူမမြည်စမ်းကြည့်ခဲ့တဲ့အရာတာနဲ့ရှင်အဲ့ဒီအစားအစာတွေကဘာရတာမှမရှိလို့ညှင်းဆိုလိုက်ပါတယ်။သူမကတော့အဲ့ဒီတောက်ပနေရဲ့ရွှေအောင်ထမင်းကြော်ကိုပဲထပ်စားကျင်နေခဲ့တာဖြစ်ပြီးတော့တခြားဘာကိုမှမလိုချင်ခဲ့ပါဘူး။တစ်ဖက်မှာတော့ရှန်ကသူ့ရဲ့မျက်နှာပေါ်ကမိခုံမိုင်းနေနဲ့ညစ်ပိန်မှုတွေကြောင့်သာရိပ်မိမသွားလို့သူ့ကိုယ်သူပြောနေခဲ့ပါတယ်။သူကမနေ့ကနာမည်ကြီးသွားခဲ့တဲ့ရွှေအောင်ထမင်းကြော်ရဲ့ပိုင်ရှင်အဖြစ်တန်တရားဝေခံရခြင်းကနေအောင်မြင်စွာလဲလျှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ထမင်းဆက်လူမျိုးတွေရဲ့အမြင်မှာဝတ်သားကနှိမ့်ကြတဲ့အသားဖြစ်ပေမဲ့သူ့ရဲ့စနစ်ကပေးထားတဲ့နက်ပြားစင်ဓာတ်ရဲ့အသုံးတော်ကြောင့်ဒါမြင့်မြတ်ဆုံးဟင်းလျာတစ်ခုဖြစ်လာခဲ့ပါတယ်
သူတို့ကတော့တော်ဝင်နန်းတော်ကပြင်းစရာကောင်းတဲ့အစားအစာတွေထက်အစာမမဲ့စွာသားလုံးနဲ့အကောင်းဆုံးရတာပဲဖြစ်ပါတယ်။သူကတော့ဒီဒေသခံတွေတောက်ကြတဲ့ကြက်သွန်တွေဂျင်းနဲ့စားတဲ့အပြည့်ထည့်ထားတဲ့ငိုင်ကြီးကြီးလက်ဖက်ရည်ကိုအချက်ပြုတ်လောကရဲ့မိစ္ဆာတလူတော်တတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ရုတ်တရက်စီစီမင်းသမီးလေးကအဖွားလိုထပ်မံခေါ်လိုက်တဲ့ရင်းနှီးနေတဲ့အတန်ကြီးထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ရန်ကကောင်မလေးကိုဘာလို့တလောက်မြင်မြန်ပြန်ရောက်လာလဲလို့တွေးမိနေတော့မှပဲသူမရဲ့လှပတဲ့အမဖြစ်သူကိုပါဆွဲခေါ်လာခဲ့တော့မြင်တွေ့လိုက်ရပါတယ်။ကောင်မလေးကသူမရဲ့မှာရှမ်းမြင်မှုသမျှတွေမှာအလှဆုံးလူသားဖြစ်လိမ့်မယ်လို့ဂုဏ်ယူဝင်ကြောစွာနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ရန်ကတော့ကောင်မလေးဘာလို့တခြားလူကိုပါခေါ်လာရလဲလို့တွေးနေခဲ့မိပါတယ်။ဘာလို့လဲဆိုတော့သူ့မှာမမေကိုယ်တိုင်စားဖို့တော့အနန္နိုင်မလို့ဧည့်သည်တွေကိုကြွေးဖို့အဖို့မရှိလို့ပဲဖြစ်ပါတယ်။စီစီလေးကတော့သူ့ရဲ့စိတ်ထဲကနေတွေးတော့မှုကိုဂရုမစိုက်ပဲနဲ့နောက်ထပ်တစ်လို့လောက်ကြွေးဖို့အတွက်တောင်းပန်နေခဲ့ပါတယ်။ဒီတစ်ခါမှာတော့သူမကအလဲလဲတကူအဖြစ်နဲ့အမားပြစ်သူဒီမှာအမကန်ဖြစ်ထားခဲ့မယ်လို့ကန့်လန့်လိုက်ပါတယ်။သူမလိုချင်တာကတော့အဲ့ဒီရသာရှိရဲ့အသားလေးနည်းနည်းပဲဖြစ်ပါတယ်။ကလေးတယောက်ရဲ့စိတ်ထဲမှာတော့ဒါမျှတတဲ့အလဲလဲတကူပဲဖြစ်ပါတယ်။မင်းသမီးကတော့ထိတ်လန့်သွားခဲ့ပြီးတော့စီစီကိုစုဖို့ချိန်မောင်ကသူမရဲ့တော်ဝင်ဒေါသတွေကိုရှင်းစီကိုလဲပြီးတော့ပကံကိုအောက်ချဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ရှန်ကတော့ဒီကလန်းမော်စိတ်ဝင်စားပဲနဲ့မင်းသမီးကပိန်လုံးလုံးဘာမှတန်ဖိုးမရှိပါဘူးလို့ပြောလိုက်ပါတယ်။ဒါအပြင်ဒီလိုလူမျိုးပေးမှရှိနေတာကဘာတော့ဝင်တာမှလုံပင်းနဲ့မှမဟုတ်လို့အလဟတ်တက်ပဲလို့ဆိုလိုက်ပါတယ်။သူ့ရဲ့တာမန်မျိုးကြောင့်တွေကအလုံးမလုံးတဲ့ပြင်းရည်သူတွေကိုအလက်ကမကျွေးနိုင်ဘူးလို့ပြောလိုက်တဲ့အခါမှာတော့မင်းသမီးကြီးမှလုံးဝဆုံးသွားခဲ့ရရှာပါတယ်။သူမကသူမရဲ့တော်ဝင်အစင်တန်းကိုထုတ်ပယ်ဖို့စူးစမ်းခဲ့ပေမဲ့သူ့ရဲ့ပွင့်လင်းလွန်းတဲ့စကားတွေရှိမှဘာစကားမှထွက်မလာခဲ့တော့ပါဘူး။မင်းသမီးကအစားစားဖို့စိတ်ဝင်စားတာကြောင့်ရှမ်းကလည်းအားနာမနေတော့ဘဲနဲ့စီစီကိုပြန်လဲလာခဲ့ပါတယ်။သူကကောင်မလေးကိုပါဇက်ကြေအားခိုင်းပြီးတော့စနစ်ကျချက်ပြုတ်ထားတဲ့အသားတစ်ဖက်ကိုခွန်ကျစ်လိုက်ပါတယ်။စီစီကတော့ကောင်းကင်ဘုံရောက်သွားလို့ခံစားလိုက်ရပြီးတော့ဒါကသူမှမြေဆန်းမှုသမျှတွေမှာအကောင်းဆုံးပဲလို့ဆိုကနောက်ထပ်ထပ်ကြွေးဖို့အတွက်ချက်ချင်းတောင်းဆိုပြန်ပါတယ်။ဒါပေမဲ့ရှန်ကပရိုက်တာလုံးနေကြတာမဟုတ်ပါဘူး။စားကျင်အလုပ်လုပ်ရမယ်လို့စီကသတ်မှတ်ပေးလိုက်ပါတယ်။မင်းသမီးကြီးကလည်းချိုးထွေးသွားခဲ့ပြီးတော့စားပြီးတော့တာကိုဘာလို့လုပ်ရအောင်မလဲလို့တွေးမိလိုက်ပါတယ်။သူကသဘောတူညီချက်ရဲ့စီကံချက်ကိုရှင်းပြလိုက်ပါတယ်။အကယ်၍သူ့ရဲ့သားကိုစားရင်ပကံစေးရပါမယ်။ဒါမျှတတဲ့ကုန်သွယ်မှုဖြစ်လို့ကြိုက်ရင်ယူမကြိုက်ရင်ထွက်သွားလို့ဆိုလိုက်ပါတယ်။အမားဖြစ်သူကသူ့ကိုရိုင်းစားလိုက်တာလို့ဆဲဆိုပေမဲ့စီစီကတော့အစားအစာစီကိုလက်ကမ်းနေခဲ့ပြီးတော့အမားဖြစ်သူရဲ့ဝေစုကိုပါသူမှစားပေးမယ်လို့ဆိုလိုက်ပါတယ်။အော်စရာကောင်းတာကတော့မင်းသမီးကြီးကအလျှော်ပေးလိုက်ပြီးတော့ပကံတွေကိုသူမှပဲဆေးပေးပါမယ်လို့ထစ်ထစ်အားအားနဲ့ပြောလိုက်ပါတယ်။ပြီးတော့သူမရဲ့ညမလေးကအသားတစ်ဖက်ကိုလိုက်ယူလိုက်တာကြည့်ပြီးတော့အဲ့ဒီအသားဘက်ကငါးအတွက်လေဆိုပြီးတော့အသေးအံအော်ဟစ်တာမြင်လိုက်ပါတယ်။မင်းသမီးကတော့ဒီသားဘက်ကကလေးတယောက်အတွက်အစီများလွန်းတယ်လို့အကြောင်းပြပြီးတော့ညီမဖြစ်သူရဲ့ကိုစားသူမကိုယ်တိုင်ပဲစားပြလိုက်ပါတယ်။အဝါစားပြီးသွားတဲ့ခါမှာတော့ရှမ်းကအခုနကပြောခဲ့တဲ့အတိုင်းအလောလဖို့အချိန်တန်ပြီလို့တတိပေးလိုက်တာမလို့စီစီလေးကဘေးကနေအားပေးပြီးတော့မင်းသမီးခင်ဗျာပကံတွေကိုစပြီးတော့ဆေးကြောခဲ့ရပါတယ်။ရှမ်းကလည်းနောက်တစ်ခါကျရင်ပို့ပြီးတော့ရတာရှိရဲ့အသားတွေအများကြီးပြင်ဆင်ပေးထားမယ်လို့ကောင်မလေးကိုကတိပေးလိုက်ပါတယ်။သူကမင်းသမီးကြီးပကံစင်းနေရင်အခက်တွေ့နေကြတာကိုကြည့်ပြီးတော့စပွဲတော့ဝင်နဲ့ပကံတွေကိုတုံးနေပုံပကံရဲ့ကြောပတ်တွေကိုတိုက်ချုပ်ဖို့မင်းနေပုံတွေကိုထောက်ပြနေခဲ့ပါတယ်။ပြီးတော့လက်မအစီတွေပြေကုန်တော့မှမလို့တတိထားဖို့ပြောလိုက်သလိုသူ့မှာရှိတဲ့တလုံးနဲ့သောဆွပြုတ်ပကံလေးကိုလည်းနည်းနည်းလောက်ရင်ကြည်ကြည်ကိုက်တွေပေးဖို့အတွက်တောင်းပန်နေခဲ့ရပါတယ်။အကယ်၍အဲ့ဒီပကံကိုခွဲလိုက်ရင်တော့သူမကိုဒီမှာအာမကန်အဖြစ်ထားပစ်ခဲ့ရမယ်လို့ဆောင်းလောက်လိုက်တဲ့အခါမှာတော့မင်းသမီးကလည်းဒါကိုတိတ်ပြီးတော့ညှင်းဆန်ချင်ပုံမရခဲ့ပါဘူး။နောက်ဆုံးတော့တော်ဝင်မင်းသမီးတစ်ပါးအနေနဲ့အမော်တကောဖြစ်သွားခဲ့ပြီးတော့ပကံဆေးလိုပြီးဖြစ်တဲ့အကြောင်းကြေညာလိုက်ရပါတယ်။ရှန်ကသူမရဲ့လက်ရောက်စစ်စစ်ပြီးတော့ဖြတ်ကနေခေါင်းချင်းပြကသူ့ရဲ့ဆန်တော်ရတော့မစိုးလောက်ပါဘူးလို့သတ်မှတ်ပေးလိုက်ပါတယ်။အလုပ်ပြီးရင်တော့ဆုလက်တွေရမယ်အလဲပဲဖြစ်လာတယ်။ချက်ချင်းဆိုသလိုသူတို့တွေလှုပ်ဝက်ဆန်းကြတဲ့တောက်စရာအတစ်တကိုမြေဆန်းကြည့်ပြီးတော့ပျော်ရွှင်နေခဲ့ကြတာကိုမြင်တွေ့ရပါတယ်။စီစီကတန်ကုန်တော့လိုက်တာနဲ့မျက်လုံးတွေဝဲပါသွားခဲ့ပြီးတော့ဒီဖြော်ရီကတကယ်ကိုအရသာရှိလို့နဲ့လို့အော်ဟစ်လိုက်ပါတယ်။ဒါကချုံမင်းပြီးတော့အောက်ချိန်မှာဝါလို့ကောင်းတဲ့အလုံးလေးပါနေခဲ့တာကြောင့်ဒီစမ်းကြတဲ့အရာကဘာလဲလို့ရှမ်းကိုသိကျင်စော်နေမေးလိုက်ပါတယ်။သူကဒါကဘက်ဘက်တီးဖြစ်ပြီးတော့အောက်ကမဲမဲအလုံးလေးတွေကပလဲတွေဖြစ်တယ်လို့ရှင်းပြလိုက်ပါတယ်။ဒါတွေကလူတွေလက်ဘေးမှာဆွဲလေးရှိရဲ့ပလဲကြီးလားဘာလို့တလောက်စားလို့ကောင်းတာလဲလို့တွေးနေခဲ့မိပါတယ်။ရှန်ကတော့မင်းသမီးလေးကအဲ့ဒီပလဲတွေကိုတသက်လုံးအလားအတိုင်းဖြုံးတီးခဲ့ရပဲလို့ခနဲ့တက်ပြောရင်းနဲ့သူမမေရဲ့ရဲနာတွေကိုတွားပြီးတော့ဝါမစားဖို့အတွက်တတိပေးလိုက်ရပါတယ်။စီစီကလည်းသူမရဲ့မေတော်ကြောင့်ချက်ချင်းတတိရသွားခဲ့ပြီးတော့မေတော်ခင်ဗျာချောင်းစိုးလို့ခါတက်တဲ့ဆေးတွေကိုပဲတောက်နေရတာမလို့ဒါလေးကိုပေးချင်မိတာဖြစ်ပါတယ်။ဒီချုံမင်းနဲ့တောက်စရာကမေတော်ကိုပြောင်းစီမယ်ဆိုတာတေချာသိနေတာမလို့သူမကရှန်ကိုတနာစရာမျက်လုံးနဲ့ကြည့်ပြီးတော့ဒါလေးကိုနည်းနည်းလောက်နန်းတော်တွေကိုယူသွားလို့ရမလားသူခွင့်ပြုပါမလားဆိုပြီးတော့တုံစမ်းနဲ့မေးခဲ့ရှာပါတယ်။ရှန်ကနှာခေါင်းရှုံပြီးတော့သူမမေတော်ရဲ့အားနေတဲ့ခန္ဓာကိုယ်နဲ့ဒီလိုရေခဲလုံးတွေပါတဲ့အေးကိုတောက်မယ်ဆိုရင်အသက်အန္တရာယ်ရှိနိုင်တယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူကစားကားကြောင့်နဲ့ပင်လယ်လဲဥသေးတွေကိုတုံးပြီးတော့တကြားတဲ့လျှော်ထားတဲ့အထူးဖာရှင်တစ်ခုကိုကြိုးတင်ပြင်ဆင်ပေးထားပြီးသားဖြစ်ပါတယ်။သူကဒါကိုကမ်းပေးနေအစာကြေဖို့ခက်ခဲနိုင်တာမလို့တေချာကင်ထားဖို့နဲ့နောက်ထပ်မပေးနိုင်လို့တတိပေးလိုက်ပါတယ်။ကောင်မလေးကတော့ဝမ်းသာအားရဖြစ်သွားခဲ့ပြီးတော့စိတ်ကောင်းရှိရဲ့ရှန်ကိုကျေးဇူးတင်တဲ့အကြောင်းဒိုးဒိုးနဲ့ပြောနေခဲ့ပါတယ်။စီစီကနောက်ခါကျရင်သူမရဲ့အကောင်းဆုံးရှယ်နာတွေကိုသူ့အတွက်တင်ထားပေးပါမယ်လို့ခရီးပေးပြီးရနောက်မှာတော့ရှန်ကသူတို့ကိုတကားပြင်ဘက်ကိုနှင်ထုတ်လိုက်ပါတယ်။သူကတော်ဝင်မေးဖို့ကြောင့်အစီကံနေအခုဆိုရင်ရောက်တော့မှမလို့အကဲ၍မိသွားခဲ့ရင်တော့သူ့အကြောင်းလွတ်ဝက်ထားပေးဖို့တောင်းပန်ခဲ့ပါတယ်
မင်းသမီးကြီးကလည်းပြန်ပြောဖို့ပြန်လိုက်ပေမဲ့စူးချပြီးတော့ခံကြလာတဲ့အတန်ကြီးတစ်ခုကသူတို့ကိုအခုချက်ချင်းရက်လိုက်ဆန်းလုံးအမိန်ပေးလိုက်ပါတယ်ကလေးတွေကခြေလန်းနေတုံကနေဖြစ်သွားပြီးတော့သူတို့ရှစ်တက်တက်မှာတိုးနေမိတာကတော့တခြားသူမဟုတ်ဘဲနဲ့သူတို့ရဲ့အေကွေမင်းမြတ်ကြီးကိုယ်တိုင်ဖြစ်နေကြတာကိုသိလဲရပါတယ်သူတို့ကအမေမြတ်မခံရခင်ပဲနန်းတော်တွေကနေအများဆုံးလက်ထွက်နိုင်ဖို့မျှော်လင့်ချက်နဲ့ပြပြတလဲလဲနှုတ်ဆက်လိုက်ပါတယ်ဒီဇလင်းရပြီးခဲ့တဲ့ဘိုင်းမှာတော့မင်းသမီးတို့ညီမမိဖို့ကြောင့်နေထွက်လာခဲ့ကြပြီးတော့အပြင်မှာတော့ဘယင်ကြီးနဲ့တိုးခဲ့ပါတယ်သူတို့ကအမေမြတ်မခံရခင်ပါတယ်နန်းတော်တွေကနေအများဆုံးလက်ထွက်နိုင်ဖို့မျှော်လင့်ချက်နဲ့ပြပြတလဲလဲနှုတ်ဆက်လိုက်ကြပါတယ်အေဂရစ်ကတော့လက်မခံမဲနဲ့ဘာလို့ပြေးလွှားနေခဲ့ကြရလဲပြီးတော့လက်ထဲမှာဘာတွေဝတ်ထားခဲ့ရလဲလို့မေးလိုက်ပါတယ်သူတို့စီကနေမိဖို့ကြောင့်မိကုန်းနဲ့နေနဲ့နိုးနဲ့နေကအလေးလိုက်ထွက်နေကြတာကိုသတိပြုမိခဲ့ပေမယ့်မင်းသမီးကြီးကတော့ဘာမှမဟုတ်ပါလို့ညှင်းပယ်လိုက်ပါတယ်သူမကဒါကနနခင်စီးနှင်းလေးပါလို့ညာလိုက်ပေမဲ့အချင်းနေကြတော့ဒါတော်တော်လေးကိုပေါ်တင်ညာလိုက်တာပဲဖြစ်ပါတယ်ကလေးမလေးစီစီကတော့ဒါမဲတော့အတွက်လက်ဆောင်ပါလို့ဝင်ပြောပေမဲ့အေဂရစ်ကတော့ဒီတိုင်းလို့မပေးလိုက်ပါဘူးသူကအပြင်ကလာတဲ့လှုပ်ဝက်ဆန်းကျတဲ့အရာတွေကြောင့်မိဖုရားကြီးရဲ့ကျမ်းမာရေးကိုထိခိုက်မှာစိုးရင်တော့မလို့ကိုယ်တိုင်စစ်ဆေးရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒါနဲ့ပဲမိဖုရားကြီးကိုစားအစိတ်ရှိမရှိစမ်းသပ်ပေးမယ်ဆိုတဲ့အစီအစဉ်ကောင်းကောင်းလေးနဲ့ကလေးတွေတားနေရကြတာပဲအဲ့ဒီဝါကြီးတော်ကိုတန်းယူလိုက်ပါတယ်အေဂရစ်မမြတ်ကြီးမောတော့လိုက်တာကိုကြည့်ပြီးတော့စီစီကတော့မဲတော့အတွက်ဘာမှမကြံတော့ပဲနဲ့အကောကုန်သွားပြီဆိုပြီးတော့စိတ်ပြက်လက်ပြက်နဲ့အော်ရင်းနေခဲ့ရှာပါတယ်အေဂရစ်ကတော့အကောင်လုံးတောက်ပြလိုက်ပြီးတော့ဒါကမိဖုရားကြီးရဲ့ဘေးကင်းရဲ့အတွက်လောက်ဆောင်ရတာဖြစ်တဲ့အကြောင်းတည်တည်ငြိမ်ငြိမ်နဲ့ပဲဆိုလိုက်ပါတယ်ဒီလိုကိုကျိုးစုံပြီးတဲ့နောက်မှာတော့ဒါကအစိမ့်မပါတဲ့တကယ်ကိုရသာရှိလာတယ်ဆိုပြီးတော့သူကကောက်ချက်ချလိုက်ပါတယ်အဲဒီနောက်မှာတော့သူ့ရဲ့အတန်အနေထားလုံးဝပြောင်းလဲသွားခဲ့ပြီးတော့ဒီဖြိုရီကဘယ်ကနေလာလဲဆိုတော့သိအောင်မေးခဲ့ပါတယ်တော်ဝင်စားစာချက်ပြုတ်သူတွေကဒီလိုထူးခြားစမ်းသစ်တဲ့အရာတော်မထုတ်လွှတ်နိုင်ဘူးဆိုတော့သိနေကြတာကြောင့်အမှန်တိုင်းသိချင်နေကြတာဖြစ်ပါတယ်မင်းသမီးကြီးကလည်းအဖြစ်ရှားခတ်နေခဲ့ပြီးတော့လမ်းမမှာဆွမြစ်ထားတဲ့ဝါကြီးတော်ကိုတွေ့လို့ကောက်လာခဲ့ရပါလို့စင်ကြေးပေးလိုက်ပါတယ်ဒါကဘာမှမသိပေမဲ့ဝါကြီးတော်လီကလှလုံးလို့ကောက်လာခဲ့ရပါလို့အတင်းညင်လိုက်ပါတယ်အေဂရစ်ကလည်းခိုင်ပြုံးနဲ့ဒါဆိုရင်တော့တကယ်ကိုကန်ကောင်းလို့ကောက်ရတာပဲလို့ဆိုလိုက်ပါတယ်ကောက်ရတဲ့ပစ္စည်းဖြစ်တဲ့အတွက်ဒီဝါကြီးတော်ကအခုဆိုရင်သူ့ရဲ့ပိုင်ဆိုင်မှုဖြစ်သွားပြီလို့ဆုံးဖြတ်လိုက်တာကြောင့်ကောင်မလေးတွေမှာလက်ပလာနဲ့ကျင်းရခဲ့ရပါတယ်ပြီးတော့ကောင်မလေးတွေကမေရော့စီကိုပြန်ကြဖို့နဲ့မကြခင်မှာအဲ့လိုကန်ကောင်းတတ်တဲ့လမ်းဘေးနေရာစီကိုသူ့ကိုလိုက်ပို့ပေးဖို့ပြောလိုက်ပါသေးတယ်စီစီလေးကတော့မဲတော့ချုံမိန်နဲ့ဖြော်ရီမတော့ရတော့လို့ဝမ်းနဲ့နေခဲ့ရှာပေမဲ့မင်းသမီးကြီးကတော့မစိုးရင်ဖို့အတွက်နဲ့သိပ်ပေးလိုက်ပါတယ်အဲ့ဒီနေရာမှာရှားစရာတွေအများကြီးရှိနေသေးတာမလို့မနေ့ပြန်ချရင်နောက်ထပ်ပြန်သွားကြဖို့ကတိပေးလိုက်ပါတယ်မင်းသမီးကြီးကတော့နောက်ထပ်ဝါကြီးတော်တစ်ခုကိုသွားစေဖို့ပဲစီစဉ်နေခဲ့ပြီးတော့ဒီနိုးလက်ဖက်ရဲ့တစ်ခွက်ထဲကတည်းကနောက်တစ်ခုလုံးအနက်လိုက်လံရှာဖွေမှုတွေဖြစ်လာတော့မယ်ဆိုတာသူမှလုံးဝသတိမထားမိခဲ့ပါဘူးရှန်ကတော့ပြဿနာတွေကနေအောင်မြင်စွာရှောင်လန်းနိုင်ခဲ့ပြီလို့တွေးပြီးတော့ကိုယ့်ကိုဒေါ်လာကြီးရဲ့လို့တွေးနေတော့မှပဲဒီဂျပုံးမလေးကဘေးနားမှာရှိနေစေဆိုတာကိုသတိပြုမိသွားခဲ့ပါတယ်စီစီကတော့အေဂရစ်ကြီးကထွက်သွားပြီမို့လို့အခုလောလောဆယ်ဘေးရန်တွေကနေကွင်းရွေးသွားပြီလို့တွေးနေခဲ့မိတာဖြစ်ပါတယ်ဒါပေမဲ့ဒီကလေးမလေးကမုတ်စားဖို့အတွက်မိမိရဲ့ခမဲတော်ကိုတောင်အေးစစ်စစ်လိန်ညာရဲတာကိုကြည့်ပြီးတော့ရှန်တရားသူ့ရဲ့အေးဂျင့်တဲ့နေ့ရက်တွေကောက်ဆုံးသွားပြီဆိုတာကိုသိလိုက်ရပါတယ်သူ့ရဲ့ဘွားကအခုဆိုရင်အဲ့ဒီအစားတရေမလေးရဲ့လက်ထဲမှာတစားကန်ဖြစ်သွားခဲ့ရပြီဖြစ်ပါတယ်ကောက်မလေးကလည်းချက်ချင်းမဲ့ဒီနေ့အတွက်ဘာစုလက်ရှိလဲလို့မေးလိုက်ပါတယ်မနေ့ကမဲမဲအလုံးလေးတွေကုန်သွားပြီမို့လို့ဒီနေ့တော့ပိုကောင်းတဲ့ຢာကိုလိုချင်တယ်လို့ဆိုလိုက်ပါတယ်ရှန်ကဒီမှာပဲခဏဆောင်မှုပြောရင်းနဲ့ဒီနေ့အသက်ဆက်ဆက်မျက်လက်ပြမယ်လို့ခရီးပေးလိုက်ပါတယ်စီစီကလည်းသူ့ဦးပေါင်းလုံးညာလာလို့မေးရင်လည်းပုံမှန်ဆိုရင်ဒါတွေကအရသာမရှိဘဲနဲ့ပြင်းစရာကောင်းတယ်လို့ညှိတွားနေခဲ့ပါတယ်သူကတခြားသူတွေလောက်တဲ့ဦးပေါင်းပုံပဲနဲ့သူလောက်တာကိုပူတင်းလို့ခေါ်ရလို့ရှင်းပြလိုက်ပါတယ်သူမရဲ့မျက်လုံးတွေကဝင်းပေါက်သွားခဲ့ပြီးတော့ဒီတစ်ခါတော့ရှန်တရားဘလို့နှက်ဖျားမျက်လက်မျိုးသုံးမလဲဆိုတာကိုအော်တကြီးနဲ့စောင့်ကြည့်နေကြတာအောင်မြင်တွေ့လိုက်ရပါတယ်ရိုးရိုးရှင်းရှင်းကြောက်တလုံးကဘာလို့ဒီလောက်နူးညံ့ပြီးတော့တုံဖြစ်နေရတာလဲဆိုတာကိုသူမနားမလည်နိုင်ခဲ့ပါဘူးသူမအပြေးစမ်းကြည့်ဖို့တိုက်တွန်းရင်ဒါကပါဇက်ထဲမှာအရေးပြောသွားလိုက်မယ်လို့ဆိုလိုက်ပါတယ်ဒါအရေးပြောနေမကပဲနဲ့အရန်ကိုအရသာရှိလုံးတာကြောင့်ကောင်မလေးမှာငိုကျင်စိတ်တောင်ပေါက်သွားခဲ့ပြီးကောင်မလေးခမငိုကျင်စိတ်တောင်ပေါက်သွားခဲ့ရပြီးရောသူမအမအကြိုက်ဆုံးမုတ်တင်ထက်တောင်ပို့ပြီးတော့နူးညံ့အိတ်ဆက်နေရလို့မှတ်ချက်ချလိုက်ပါတယ်ထင်းကုန်းနေနဲ့ပြင်မနေတဲ့ရှောင်းတက်ကတော့ကိုပိုင်အသေးကြော်လေးတယောက်ရထားသလိုပဲဖြစ်ပါတယ်ဒါပေမဲ့သူမကပြန်တော့မယ်ဆိုပြီးတော့နောက်နေ့မှလည်းဒီလိုရသာရှိတဲ့အရာမျိုးတွေကိုရှီအောင်မှလာလို့မေးလာခဲ့ပါတယ်ရှောင်းကလည်းဒီပိုတင်းအကြောင်းကိုပဲပြောမနေပဲနဲ့ဖခင်ဖြစ်သူမသိခင်အမြင်ပြန်ဖို့တိုက်တွန်းလိုက်ရပါတယ်ကလေးမလေးကလည်းတောက်ဆက်ပြီးတော့ဒီကိစ္စကိုဘယ်သူမှမပြောပါဘူးလို့ကတိပေးသွားခဲ့ပါတယ်။ရှောင်းကတော့ဒါကနောက်ဆုံးချိန်ပဲဖြစ်ရမယ်လို့သတိပေးရင်းနဲ့သူမဖေနဲ့ထပ်တုံးမိရင်ဘလို့မှကဲတင်လို့မရတော့ဘူးလို့ပြောလိုက်ပါတယ်။တရုတ်တိုင်းပြိုကျတဲ့အထိငိုရင်တော့မှပစ္စည်းတွေကုန်သွားပြီးဒါရီကအကျွင်းကြံလေးပဲလို့ပြောလိုက်ပေမဲ့သူမကတော့နောက်နေ့မနက်ပိုင်းမှာပြန်လာဖို့အတွက်မျက်လုံးလေးဝင်ပပြီးတော့တောင်းဆိုနေခဲ့ပြန်ပါတယ်။သူကတော့ဒီနေရာကိုမနှက်စာကြောင်းနဲ့စိုင်မတ်နေသလားလို့မေးလိုက်ပေမဲ့သူမကတော့အဲ့ဒီအဖြူရောင်နူးညံ့တဲ့အရာသာကိုပဲအရန်ကြိုက်နေခဲ့တာဖြစ်ပါတယ်။ကျောင်းတော်ကောင်အစာကျွေးရရင်တော့ဒါတော့မခက်ခဲပေမဲ့ထံမင်းဆက်ကမင်းသမီးလေးကိုတော့ကျွေးရတော့မှာပဲဖြစ်ပါတယ်။နောက်နေ့မနက်မှာစောစောလာခဲ့ဖို့တွန်းမလိုက်ပါတယ်။ဒီလိုနဲ့ပဲနောက်တနေ့မနက်မှာတော့ရှောင်းတယောက်မနက်စောစောထပြီးတော့ပြင်ဆင်နေခဲ့ပြီဖြစ်ပါတယ်
ချစ်ပြုတ်ချင်းနဲ့ပြစနစ်ရဲ့စံနှုန်းတွေနဲ့ကိုင်းညီတဲ့ပတ်ဝန်းကျင်မျိုးမှာနေခဲ့ရတာကိုသူကကျင်းနေနေခဲ့မိပါတယ်ဒီနေ့တော့အဲ့ဒီကလေးမလေးအထင်ကြီးသွားအောင်မင်းအိမ်ပုံစံနဲ့ပုံမိတ်ပုံစံအလားစင်တာတဲ့အသားတို့ဖတ်ထုတ်တွေကိုလုပ်ပြဖို့အတွက်စိတ်ကူးထားခဲ့မိပါတယ်တစ်ဖက်မှာလည်းနန်းတော်ထဲမှာရှိတယောက်သူမရဲ့မိခင်ကိုအစာကျွေးပြီးတော့ပြုစုနေခဲ့ရပါတယ်မိဖုရားကြီးကဒီလိုရတာရှိရဲ့အသီးနှံတွေကိုဗမာရှာတွေ့ရလဲလို့မေးရမှာတော့သူမကအနီးနားယူလာခဲ့ရပါလို့လိန်ပြောလိုက်ပါတယ်မိဖုရားကြီးကတော့တော်ဝင်စေပညာဌာနလောက်တဲ့မုတ်တီထထောင်ရတာရှိရလို့ချီးကျူးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအေဂရမင်ကဒီလောက်ကောင်းတဲ့ຢာတွေကိုဘသူကပေးရလဲလို့မေးတဲ့အခါမှာတော့ရှိတယောက်အိမ်မထရမရဏနဲ့သမီးလေးပေးရပါလို့အသက်သက်လိန်ပြောလိုက်ရပါတယ်ဒါပေမဲ့သူမရဲ့ဝယ်စာမှာကပ်ပါလာတဲ့ထင်းစားတွေကိုမြင်သွားတဲ့အခါမှာတော့အမှန်တိုင်းဝန်ခံလိုက်ရပါတယ်မိဖုရားကြီးကတော့သူမတို့ရဲ့လွတ်လပ်မှုမနှောက်ယှက်တော့ပဲနဲ့နောက်တစ်ခါဆိုရင်သူမအတွက်ပါတခါလေးယူလာပေးဖို့အတွက်မှာလိုက်ပါတယ်နောက်တနေ့မနက်မှာတော့ရှိတယောက်ရှောင်းစီကိုရောက်လာခဲ့ပါတယ်ဖတ်တော့တွေကတော့တကယ်ကိုရတာရှိရဲ့အနက်နေထွက်နေခဲ့ပါတယ်ရှောင်းကတော့ဖတ်တော့တွေပြည့်ပြည့်စုံမှုအတွက်နောက်ထပ်15မိနစ်လောက်စောင့်ရအောင်မယ်လို့ပြောလိုက်ပါတယ်ဖတ်တော့တွေကတကယ်လို့မင်းရဲ့လိုပုံစံမျိုးဖြစ်လာတဲ့အခါမှာတော့ရှိတယောက်ဆက်လှုပ်ရှားပြီးတော့မျက်တောင်မခတ်ပဲကြည့်နေခဲ့မိပါတယ်ရှောင်းကတော့ဒီဖတ်တော့တွေကိုစားနေတင်ပေးလိုက်ပါတယ်အရင်ဆုံးအပေါက်လေးဖာပြီးတော့အရေးကိုအရင်စောက်တော့ရမယ်ပြီးမှဖတ်တော့ကိုတကိုက်ချင်းစားရမယ်မောင်းရင်အရေးတွေပူလောင်လိုက်မယ်လို့သတိပေးလိုက်ပါတယ်ရှီတယောက်စားရင်လည်းဗဇက်တော်ရဲ့မှာအရေးတွေပေးချကုန်ပြီးတော့မျက်နှာလေးရှုပ်ပွားကုန်ပါတယ်ရှောင်းကတော့ရီမောင်းရင်လည်းသူမကိုတရှုံးနဲ့တက်ရှင်းပေးဖို့ပြင်ဆင်လိုက်ပါတယ်သူမကတော့ရှယ်ရန်ရံပြီးတော့ဗဇက်ပေးထားဖို့ပြောပေမဲ့အဲ့ဒီဖတ်တော့ရဲ့အရာတာကတော့သူမရဲ့ဝိညာဉ်အထိနှဆိုင်သွားစေခဲ့ပါတယ်သူမတရားအဲ့ဒီဖတ်တော့တွေကိုတခုပြီးတခုစားကျင်စိတ်ပေါက်လာခဲ့တော့သတိထားမိလိုက်ပါတယ်သူမမှာတော့ဘလို့မှကဲတယ်လို့မရတဲ့စားကျင်စိတ်မျိုးဖြစ်နေခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှာတော့ဖတ်တော့အလုံးကိုသူမယူသွားဖို့အတွက်တောင်းဆိုလိုက်ပါတယ်။ရှောင်းကတော့ဖတ်တော့အလုံးသူမယူသွားရင်သူဘာစားရမလဲလို့မေးလိုက်ပေမဲ့နောက်ဆုံးမှာတော့သူမကိုပဲပေးလိုက်ရပါတယ်။အစားအစာအတွက်ပေးဆက်ခြင်းနေနဲ့နောက်တနေ့မှာအရေးသွေးကောင်းတဲ့မီးသွေးလေးတွေယူလာပေးဖို့အတွက်မှလိုက်ပါတယ်။အခု3ရက်ထင်တွေကမီးကိုရမ်းထွက်ပြီးတော့မျက်စိဆက်နေလို့ဖြစ်ပါတယ်။ရှီတယောက်ကလည်းငွေရောက်မီးတွေကိုချင်းတော့နှစ်ခုစာယူလာပေးမယ်လို့ဝန်ခံလိုက်ပါတယ်။ရှောင်းကတော့ဖတ်တော့တွေအေးသွားရင်အရသာပြတ်သွားမှဆိုလို့အမြန်စားဖို့နဲ့အရသာပို့ပြီးတော့ထူးခြားသွားစေမယ်။ရှာလကားရဲ့ဒဇက်လောက်ကိုဖျန်စားဖို့အတွက်တင်ပေးလိုက်ပါတယ်။ရှီတယောက်လည်းနောက်နေ့ကျရင်ရတာရှိရဲ့ဖတ်တော့တွေအတွက်ပြန်လာခဲ့မယ်လို့ကတိပေးပြီးတော့ထောက်ခေါ်သွားခဲ့ပါတယ်။ရှီတယောက်နန်းတော်ပြောင်းတဲ့ခါမှာတော့သူမရဲ့မိခင်ကိုခေါ်နေခဲ့ပေမဲ့အေဂရမင်းကအချင်းချောင်းနေပြီးနေခင်းကြီးမှာဒီလိုထူးခြားတဲ့စားစာတွေကိုဘာကြောင့်လှုပ်ဝက်စားနေရလဲလို့မေးလိုက်ပါတယ်။အေဂရကတော့သူ့ရဲ့တသက်နဲ့တကောဒီလိုမျိုးပန်းဝင်းပုံစံဖတ်တော့မျိုးကိုတခါမှမမြင်ဘူးခဲ့ပါဘူး။အနံလေးရှူကြည့်လိုက်တဲ့ခါမှာတော့ရှာလကာကြီးရဲ့မွေးပြန့်တဲ့ရနံကိုရလိုက်ပါတယ်။ကျန်နေတဲ့ဖတ်တော့တစ်လုံးကိုသူမရဲ့မိခင်ဖြစ်သူကိုခွန်ကျေးလိုက်တဲ့ခါမှာတော့အေဂရမင်းတယောက်အောင်းသွားခဲ့ရပါတယ်။ အေဂရမင်ကဒါရိုးရိုးသားမဲ့အစားအစာတစ်ခုတည်းပို့ပြီးတော့ပေါဝင်ပစ္စည်းတွေရဲ့အနေရတာကိုထုတ်ယူထားတဲ့တကယ်ကိုအမှုပညာမြောက်တဲ့အစားအစာတစ်ခုဖြစ်တဲ့အကြောင်းသဘောပေါက်သွားခဲ့ရပါတယ်။ရှောင်းတယောက်ကတော့သူ့အိမ်ရဲ့တကားမလုံခြုံတာကြောင့်တခိုးပဲလာမလားအေဂရပဲလာမလားဆိုပြီးတော့စိုးရိမ်နေခဲ့မိပါတယ်။ရှောင်းတယောက်ကတော့သူ့အိမ်တကားကိုပိတ်ထားသူ၍ဘသူပဲလာလာဂိုးမဆိုင်တော့လို့ဆုံးပြလိုက်ပါတယ်။ဒါပေမဲ့အေဂရမင်ကတော့ဒီလိုရတာရှိရဲ့ဝါသားဟင်းရကိုဖန်တီးနိုင်တဲ့အချက်ပြုတ်ပညာရှင်ကိုကိုရိုင်းသွားရောက်တွေ့ဆုံမှုအတွက်ဆုံးပြလိုက်ပါတယ်။ဆိုင်ထဲမှာတော့ရှောင်းတယောက်အပူတန်ကြောင့်အရေးပြောမတတ်ဖြစ်နေခဲ့ဖြစ်ပါတယ်။သူကကူပါကိုကစားတာရပ်ပြီးတော့အလောလောဖို့အတွက်ပြောလိုက်ပါတယ်။ဒီနေ့တော့အပိုးတန်ကိုကြော်လာနိုင်မဲ့ဟင်းလျာအသက်ကိုသူ့လိုဖျောက်ဖို့စိတ်ကူထားခဲ့ပါတယ်။မိဖို့ထဲမှာမုံစင်းနေရသူတို့ဘာသာလှောက်ရှားနေသလားလို့ထင်ရလောက်အောင်ပဲသူကကြောင်းကျင်စာနဲ့လှောက်ဆောင်ပြနေခဲ့ပါတယ်။ဒီဟင်းလျာကိုစားကြည့်လိုက်တဲ့အခါမှာတော့အလုံးပဲလက်ဆန်းပြီးတော့အရသာရှိလွန်တာကြောင့်နန်းတော်ဟာစိတ်တွေထက်တောင်ပို့ပြီးတော့ကောင်းနေခဲ့ပါတယ်။ကူပါတရားသူမရဲ့အဖိုးစီကိုဒါလေးနည်းနည်းလောက်ပို့ပေးခြင်းတယ်လို့တောင်းဆိုပေမဲ့ရှောင်းကတော့ဒါအရေးသေးထင်းသိမ်းရခက်တဲ့ဟင်းဖြစ်လို့တည်သွားရင်ရတာပြတ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့တနေ့မှာတော့ Egret ကိုသူတို့စီရောက်လာအောင်လိန်ခေါ်ပြီးတော့သူ့ရဲ့မျက်စိရှင်မှာပဲတရက်လိုချွေဖို့အတွက်စိတ်ကူးထားခဲ့ပါတယ်။အဲဒီနောက်မှာတော့ရှောင်းတယောက်ကလေးတွေအတွက်ဆလိုက်တစ်ခုလုပ်ပေးထားခဲ့တာကိုအစမ်းကြည့်ပြီးတော့အရန်ပြောက်သွားခဲ့ပါတယ်။ဒါပေမဲ့ရှောင်းကတော့ကစားပြီးရင်အလုပ်ပြန်လုပ်ရမယ်လို့အတန်းခတ်လိုက်ပါတယ်။အတင်းကျပ်အလုပ်လုပ်ရင်းနဲ့ပဲကျက်သွန်ဖြူနဲ့ဝက်နံယိုဟင်ကိုစတင်ချက်ပြောခဲ့ပါတယ်။ကျက်သွန်ဖြူကိုတရားမထည့်ပဲနဲ့အရေးထဲမှာစိန်ထားရမယ်။ဒါမှအရသာကအယိုးထဲထိစိတ်ဝင်သွားမှလို့သူကလှုပ်ဝက်ချက်ကိုပြပြလိုက်ပါတယ်။သူတို့အားလုံးညသာစားပြီးတဲ့အခါမှာတော့အားလုံးကအရန်ကိုကျင်းနေသွားခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲနောက်ထပ်မစ်ရှင်တစ်ခုဖြစ်တဲ့နန်စော်ရဲတူကိုလုပ်ဖို့နဲ့လူနှစ်ယောက်စီကနေချီကျူးစကားရရှိဖို့အတွက်မစ်ရှင်အသစ်ပေါ်လာခဲ့ပါတယ်။နွေရာသီရဲ့ပူပြင်းတဲ့နေအောင်ကြီးအောက်မှာရှောင်းတယောက်ဖန်နေထားတဲ့နန်စော်ရဲတူကတော့အချိန်ကိုက်ပဲအချိန်ပေါက်သွားခဲ့ပြီဖြစ်ပါတယ်။ဒီအနန်စောကလူတိုင်းကိုသေစေလောက်အောင်ပြင်းထန်တာကြောင့်သူကလေလုံးအောင်အမြဲဖုံးထားခဲ့ရပါတယ်။နန်းတော်ထဲမှာတော့အေဂရမင်းကမုံရဲ့အကြတာအတွက်အသေးတန်ရှာခိုင်းနေခဲ့ပေမဲ့ဘလို့မှအဆင်မပြေဖြစ်နေခဲ့ပါတယ်။မုံဖို့သမားတွေကလည်းမုံစိမ်းတွေကရင်ထဲထိရင်ပြောကြသွားတာပဲဘလို့လောက်ပြီးတော့အရသာရှိမှလဲလို့ခေါင်းရှောင်းနေခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲမျိုးကြောင်တွေကနေအနန်စိုးတွေထွက်လာခဲ့တာကြောင့်အားလုံးကဘာတွေပုတ်သွင်းနေကြလဲလို့လိုက်ရှာနေခဲ့ပါတယ်။နောက်ဆုံးတော့ရှောင်းဝါဓာရီယာနန်စော်တဲ့ဒိုပူတွေဖြစ်ပြီးတော့အနန်းကသာဆိုတာအရသာကတော့နတ်တုတ်တာလိုပဲလို့ရှင်းပြလိုက်ပါတယ်။စားကြည့်ရသူတွေကလည်းအနက်အပေါ်တန်ကြဝင်နေရကနေအရသာရှိလွန်းတာကြောင့်အလို့ရစောတော့ခဲ့ကြပါတယ်။အပြင်မှာတော့အဆောင်တွေကအနက်စိုးရဲ့အရင်မျိုးကိုလိုက်ရှာရင်းနဲ့ရှောင်းရဲ့တဲကိုရောက်ရှိလာခဲ့ပါတယ်။သူတို့တွေကဒီနေရာမှာဘာအပုတ်တွေဖုံးခဲ့ထားလဲဆိုပြီးတော့တကားကိုရိုက်ချုပ်ဖို့ပြင်ဆင်ခဲ့ကြပါတယ်
အတွင်းထဲမှာတော့အစားအသောက်တွေနဲ့ပျော်ရွှင်နေခဲ့ကြတဲ့အတန်တွေကိုကြားနေခဲ့ရတာကြောင့်အဆောင်တွေကဘာမှမသိဘဲနဲ့ဝင်ရဲဖို့တွန်းဆော်နေခဲ့ကြပါတယ်ပူပြင်းနေကြသည့်ဥတို့အန်တိုဘော်အတွက်ရှောင်းကတော့နောက်ထပ်နီလန်တစ်ခုပြင်ဆင်ထားခဲ့ပါတယ်သူကစားနဲ့ဓာတုဗေဒနီလန်ကိုတုံးပြီးတော့ရေတွေကိုချက်ချင်းရေခဲတုံးတွေအဖြစ်ပြောင်းလဲပစ်လိုက်တာပဲဖြစ်ပါတယ်ဒီမျိုးကိုမြင်လိုက်ရတဲ့ကလေးတွေကတော့တကယ်ကိုအောင်သွားခဲ့ကြပြီးရေခဲတကြားရီကိုတော်ရင်းနဲ့အသက်ပြန်လဲရှင်းသန်လာသလိုခံစားလိုက်ရပါတယ်နန်းတော်ထဲမှာတော့ agreement တရားရေခဲတုံးတွေကိုလိုချင်လို့ရုံးခဲ့နေရတဲ့အချိန်မှာရှိကရေခဲတွေစားခဲ့ရတဲ့အကြောင်းပြောလိုက်ပါတယ်ရေခဲတုံးတွေကိုကြောက်ခဲတွေကနေဖန်တီးလိုက်တာလို့သူမကပြောတဲ့အခါမှာတော့ agreement တရားတကယ်ပဲအောင်သွားခဲ့ရပါတယ်ဒီရေခဲလုံဒီကိုသာသိရင်တရုတ်ပြည်တစ်ခွင်လုံးမှာຫນွေရသည့်ပူပြင်းမှုထံကာကွယ်နိုင်တော့မှာဖြစ်ပါတယ်ဒါကြောင့် agreement ကဒီရေခဲလုံဒီကိုအသေးစိတ်စူးစမ်းဖို့အတွက်နဲ့နန်းတော်အတွက်ရောင်းကျူဆောင်လာပေးဖို့အတွက်ရှီယိုတာဝန်ပေးလိုက်ပါတယ်ဒါသူတို့ရဲ့တိုင်းပြည်တည်ငြိမ်အတွက်ပါအရေးကြီးရလို့သူကယူဆထားခဲ့တာဖြစ်ပါတယ်ချစ်စရာကောင်းတဲ့မင်းသမီးလေးကလည်းသူမအတက်နိုင်ဆုံးစူးစမ်းပါမယ်လို့ခရီးပေးနေပြန်လည်ထောက်ကသွားခဲ့ပါတယ်နောက်တစ်နေ့သူမလာတဲ့အခါမှာတော့ကြောက်ကကြီးတစ်ခုယူလာဖို့မှလိုက်ပါတယ်အထူးသဖြင့်သူ့အတွက်ပြားရိပ်ပို့ပါတဲ့ဖရဲသီးနဲ့စိမ့်တို့ရေခဲကိုပကံလုံးတစ်လုံးစာလောက်တဲလာပေးဖို့သူကတောင်းဆိုလိုက်တာဖြစ်ပါတယ်တခြားသူတွေစီပြန်ရောက်တဲ့အခါအစားအစာတွေရတာမရှိဘူးလို့တယောက်ကပြောလာပေမဲ့အချိန်တိုင်းစားမှာပဲလို့သူကပြန်ပြောလိုက်ပါတယ်ဒါပေမဲ့စားဖို့အတွက်ကတော့အချက်တစ်ချက်ရှိပါတယ်ဘိုင်ဝအောင်စားကြည့်ရင်အရင်ဆုံးသူတို့ရဲ့အလုပ်ကိုအပေးသက်ရမယ်လို့သူကပြောလိုက်ပါတယ်ဒူးစက်နဲ့ကောက်ပဲသီးနှံတွေကိုမြင်တဲ့အခါမှာတော့တယောက်ကဒါတွေကဘာတွေလဲလို့မေးလိုက်ပါတယ်ရှောင်းကတော့ဒါကပြောင်းမှုလို့ခေါ်တဲ့အန်ဩစရာကောင်းတဲ့သီးနှံဖြစ်တဲ့အကြောင်းရှင်းပြပြီးတော့စားလို့ရမြသိအောင်အခွန်ကွာကြီးဖို့ပြောလိုက်ပါတယ်ကလေးတွေကပြောင်းမှုစေတွေကိုစနစ်တကျစီတန်းနေပုံကြည့်ပြီးတော့ဒါတွေကတကယ်ရွှေလာလို့တော့အန်ဩသွားခဲ့ကြပါတယ်ရှောင်းကတော့စနစ်တကျစိုက်ပျိုးမယ်ဆိုရင်ဒါတွေကရွှေတက်တောင်ပို့ပြီးတော့တန်ဖိုးရှိတဲ့အကြောင်းပြောလိုက်ပါတယ်သူကကလေးတွေကိုငေးမကြည့်နေပဲအလောလောဖို့ပြောပြီးတော့မနေ့ကရေခဲလောက်ခဲ့တဲ့နေကိုသိချင်ရင်ဒီချင်းတော့တစ်ခုလုံးအခွန်ခွာပြီးမှပြောပြမယ်လို့ကတိပေးလိုက်ပါတယ်ကလေးတယောက်ကအခွန်ခွာတာအတော်လေးခက်ခဲတဲ့အကြောင်းတိုင်ကြားတဲ့အခါမှာတော့သူကအားနဲ့လွန်လာကြောင်းအခွန်ခွာတဲ့အမြင်တွေကိုပဲတန်ရှင်းပေးဖို့ပဲအအောင်ဆက်ခံလိုက်ပါတယ်ရေခဲအကြောင်းကိုတော့သူကရှင်းပြလိုက်ပါတယ်ရေခဲလောက်တဲ့ကြောက်ဆိုတာတကယ်တော့စားချမ်းဖြစ်ပြီးတော့ရေနဲ့ထိတဲ့အခါအဖို့တက်ကိုဆော့ယူပြီးတော့ရေကိုအေးခဲသွားစေတာပဲဖြစ်ပါတယ်ရေကိုပြန်ကျလိုက်ရင်အမောက်ကိုပြန်ရပြီးတော့ထပ်သုံးလို့ရတယ်လို့သူကရှင်းပြလိုက်ပါတယ်တကယ်တော့ဒီလိုပေါက်ကွဲလေတဲ့ပစ္စည်းမျိုးကိုနွေရာသီမှာအစားအစာအတွက်ပဲသုံးတာဟာအရင်အမြဲတက်နိုင်တဲ့မိသားစုမျိုးမှာပဲစိတ်ကူးမိမှာဖြစ်ပါတယ်သူကပြောင်းမှုကိုအစိမ့်မစားဖို့အရင်ဆုံးချက်ပြောဖို့အတွက်တတိပေးလိုက်ပါတယ်မကြခင်မှာပဲချုံမိန်နဲ့အနံ့တင်းလေးကထွက်လာခဲ့ပြီးတော့ရွှေရောင်ပြောင်းမှုမုံတွေကအသေးဖြစ်သွားခဲ့ပြီဖြစ်ပါတယ်တကယ်စားကြည့်လိုက်တဲ့ခါမှာတော့အသားမပါဘဲနဲ့ဒီလောက်ရတာရှိရာကိုသူတို့ကအံ့ဩသွားခဲ့ကြပါတယ်ကင်ထားတဲ့ငန်းတစ်ကောင်လုံးစားအထက်တောင်ဒီပြောင်းမှုမုံကပို့ပြီးတော့စိတ်ကြည်နံမှုရှိနေစေခဲ့ပါတယ်ကိုယ်တိုင်ခုန်ခွာပြီးတော့စားလို့ရလို့ပိုရတာရှိရပါလို့သူကမေးရခါမှာတော့ကလေးတွေကလည်းသဘောတူခဲ့ကြပါတယ်။ရှိတရားအေဂရမင်းဖြစ်တဲ့သူမရဲ့ဖခင်ကိုရေခဲလောက်တဲ့နေကိုပြောပြဖို့ခွင့်တောင်းတဲ့ခါမှာတော့သူကပြောချင်တာပြောလို့ရတဲ့အကြောင်းဒါပေမဲ့ရေခဲထက်တော့ပြောင်းမုံကပို့ပြီးတော့ကောင်းတယ်ဆိုတော့ကိုပါထည့်ပြောပြဖို့အတွက်မှားလိုက်ပါတယ်။နောက်တစ်ခါမှာတော့သူမရဲ့ဖခင်ကိုကိုယ်တိုင်ပြောင်းမုံခုံလာခါခိုင်းမှုအတွက်သူကစိတ်ကူးထားလိုက်ပါတယ်။ပြည်သူတွေရဲ့ဆင်းရဲဒုက္ခကိုကိုချင်းစားတဲ့အနေနဲ့လောက်ခိုင်းရင်ဖခင်ဖြစ်သူလာမှာပဲလို့ရှိတယောက်တွေးနေပြောလိုက်မိပါတယ်။အေဂရမင်းကတော့ဒီနီလန်ကိုသိရရင်တိုင်းပြည်တင်ခြင်းရဲ့အတွက်အများကြီးအထောက်အကူပြုမှလို့ယူဆပြီးတော့ရှီကိုအသေးစိတ်စုံစမ်းခံလိုက်ပါတယ်။နန်းတော်မှာတော့အေဂရမင်းကပြောင်းမှုမုံကိုတစ်ချက်လောက်စားကြည့်စင်စင်နဲ့ပြောင်းမှုတွေနာကိုရောက်လာခဲ့ပါတယ်။အဲဒီအချိန်မှာပဲအရာရှိတယောက်ကနန်းတော်ရေကိစ္စတွေကိုအရင်ဆုံးဆွေးနွေးရမယ်ဆိုပြီးတော့အေဂရမင်းကိုအတင်းဆွဲခေါ်သွားခဲ့ပါတယ်။အေဂရမင်းတရားသူ့ရဲ့ရွှေရောင်မော်လေးတွေဝေးကွာတော်မောင်ဆွေးရင်းနဲ့တပ်ပြင်းချလိုက်ရပါတယ်။အရာရှိကဇင်ငံပစ္စည်းတွေကိုရှာဖွေပြီးတော့အချိန်ဖြုံးနေဟာတိုင်းပြည်အတွက်မကောင်းတဲ့အကြောင်းဟောပြောနေတဲ့အချိန်မှာအေဂရမင်းကတော့ခေါင်းညိတ်ပြီးတော့နားထောင်နေအောင်ဟန်ဆောင်နေခဲ့ပေမဲ့စိတ်ထဲမှာတော့ရွှေရောင်ပြောင်းမှုမုံကိုပဲမြင်အောင်နေခဲ့မိပါတယ်။ဟောပြောပွဲပြီးတဲ့အခါမှာတော့အေဂရမင်းကဒီရိုးရှင်းတဲ့အပင်လေးကနေဘလို့လောက်ပြီးတော့ဒီလိုရသာရှိရဲ့မုံဖြစ်လာလဲလို့အောင်းနေခဲ့ရင်းနဲ့နောက်နေကြရင်အရာရှိကြီးကိုရှောင်နေပြီးတော့လာခဲ့ဖို့အတွက်ဆုံးပြလိုက်ပါတယ်။ဒီတော့တင်မှာတော့ကျွန်တော်တို့ရဲ့အဓိကဆက်ဆောင်ကတော့အရေးတရားနဲ့လမ်းချနေခဲ့ပါတယ်။နန်းတော်တွေကလူတွေကညဘက်မှာဒီလိုမျိုးရှာဖွေစားတော့နေကြတယ်ဆိုတော့ပြန်ဆိုင်မှုကအတော်လေးပြင်းထန်နေပြီလို့သူကတွေးလိုက်မိပါတယ်။ဒီနေ့လောက်တဲ့ပြောင်းမှုမုံကနည်းနည်းလေးစီတန်းများနေသလိုပဲပဲဟင်းလုပ်ပေးလိုက်ရင်ကောင်းမလားဆိုပြီးတော့သူကစဉ်းစားမိလိုက်ပါတယ်။ပြီးတော့ငြိုသေးကွင်းကြော်လေးကိုပါထည့်ပေးလိုက်ရင်တော့အစုံလင်းပဲလို့သူ့ရဲ့စီမံချက်ကိုကျင်းနေခဲ့မိပါတယ်။ငရဲတဲ့ခြုံချောင်ကတော့သူ့တော်ဖြစ်သူကညစာမစက်ပဲနဲ့မြေကြီးနဲ့ဘာလို့စော့ကစားနေရလဲလို့ပဲစစ်လောက်ရှားစွာနဲ့မေးလိုက်ပါတယ်။သူမကတော့သူကစော့နေရမဟုတ်ဘဲနဲ့မိဖို့လို့ဖို့ပြင်ဆင်နေရဖြစ်တဲ့အကြောင်းဆက်ချေလက်ရှိနဲ့ရှင်းပြလိုက်ပါတယ်။ဒါပေမဲ့ဆက်ဆောင်ကတော့ဒါမိဖို့တသက်မဟုတ်ဘဲနဲ့ဘာကချင်းကန်းလောက်ခေါ်တဲ့အစားအစာအတွက်ပြင်ဆင်နေရဖြစ်တဲ့အကြောင်းပြပေးလိုက်ပါတယ်။ဒီလိုရတာရှိတဲ့အစားအစာကိုရဖို့ဆိုရင်တော့ကြက်သားကိုရှင်းဝိုင်းနဲ့လေးလုံးအောင်တေချာဖုံးအုပ်ထားမယ်လို့သူကရှင်းပြလိုက်ပါတယ်။ကြက်သားပြင်ရတာကလက်တင်နာလို့ဒီရှုံးလောက်ကိုတော့မိန်းကလေးနှစ်ယောက်ကိုလောက်ခန့်လိုက်ပြီးတော့အလုံးမလုံးသူစားစရာမရှိဘူးလို့သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ပိုင်းမှာတော့ကြာသားမိခင်မှုပြင်ဆင်နေခဲ့ကြပြီးတော့မင်းသမီးတို့နှစ်ယောက်စလုံးကိုလှုပ်ခန်းလိုက်ပြီးအလုံးမလုံးရင်စားကြမရှိလို့တတိပေးလိုက်ပါတယ်မင်းသမီးကတော့သူတို့ကိုရွှွန့်နဲ့စော်ကိုင်းနေရလာလို့တန်တရားဖြစ်နေခဲ့ပေမဲ့စီယာကတော့ဝမ်းသာအားရနဲ့ပဲသူ့ရဲလုံးမဲ့ဆိုပြီးဝင်လောက်ခဲ့ပါတယ်သူမကတော့အေးဆက်ဆက်ရွှွန့်နေတဲ့ထိတွေ့ရတာကိုသဘောကျနေတဲ့ပုံစံပဲဖြစ်ပါတယ်လင်မီတာကတော့သူ့ရဲ့ဂုဏ်သိက္ခာကိုထိမ့်သိရင်သူခံစားနေရတဲ့စိတ်လှုပ်ရှားမှုတွေကိုဖုံးကွယ်ထားဖို့ကြိုးစားပေမဲ့သူ့ရဲ့ဖက်နှက်တွေကရွှွန့်ပေးပြီးတော့ပျက်စီးနေတာကိုမြင်တော့အတော်လေးရည်စရာကောင်းနေခဲ့ပါတယ်သူကကလေးတည်းရဲ့နီလန်ကိုမကြိုက်တော့ဘဲနဲ့သူ့ကိုယ်တိုင်ဝင်လောက်ခဲ့ပါတယ်ရွှွန့်နေရအပေါင်းမကြံအောင်တေချာဖုံးရမယ်လို့သူကပြောတဲ့အခါမှာတော့စီယာကလည်းအလွယ်တကူနဲ့လက်မခံပဲနဲ့သူနဲ့ရွှွန့်ကိုလူရင်ပြောစရာကောင်းတဲ့အပြေလွှာကစားပွဲလေးတစ်ခုဖြစ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့ဇက်ဆောင်ဟာဒီအတိုင်းဆက်ဆောင်နေရင်စက်သားတွေပုတ်သွားလိမ့်မယ်လို့တတိပေးပြီးတော့ဝင်ထားလိုက်ရပါတယ်ကြည်ရတာအနှဲငယ်ရုပ်ဆိုးပေးမဲ့လေလေးလုံးသွားခဲ့တာကြောင့်အဆင်ပြေပါလို့သူကမှတ်ချက်ပေးလိုက်ပါတယ်ချုံချုံကဇီယာကိုရွှွန့်နေပေးနေတဲ့ရွှွန့်ကြောင်ရီလို့နောက်ပြောင်းလိုက်ပြီးတော့ဇီယာကလည်းသူ့မျက်ခုံးမွေးပေါ်ရွှွန့်နေပေးနေတာကိုကြည့်ပြီးတော့ရွှေမျက်ခုံးပြင်လို့ပြန်လည်လောင်ပြောင်းလိုက်ပါတယ်ပြီးတဲ့အခါမှာတော့သူတို့အားလုံးအရသာရှိရဲ့ကြက်သားကိုအလို့ရစားတော့ခဲ့ကြပါတယ်ဒီကြက်သားရဲ့အနံကတကယ်ကိုနတ်တုတ်တာလို့မွေးပြတ်နေကြတာဖြစ်ပါတယ်ဒါပေမဲ့ပြဿနာကသူတို့ဒီရုပ်စင်းနဲ့အင်ကိုဘယ်လိုပြန်ရမလဲဆိုတော့ပဲဖြစ်ပါတယ်သူကတော့မှောက်နေပြီဖြစ်လို့ဘယ်သူမှတတိမထားမိလောက်လို့ပြောလိုက်ပါတယ်ပြီးတော့သူတို့ရဲ့ဖခင်အတွက်မဖောက်ရသေးတဲ့ကြောက်တဲ့တာကိုပါတည်သွားခံလိုက်ပါတယ်နန်းတော်ပြောတဲ့အခါမှာတော့အေဂရမင်းကသူတို့ကိုစောင်းနေပြီးတော့ဘာလို့ဒီလောက်ကြာလဲရွှွန့်နေပေးချင်နေပြီးတော့ရွှွန့်မြောက်တွေဖြစ်လာလားလို့မေးလိုက်ပါတယ်ကလေးတွေကတော့ဒါကြက်ချက်ဖို့အတွက်အထူးရွှွန့်နေနဲ့လှုပ်ထားလို့ရှင်းပြလိုက်ပါတယ်အေဂရမင်းကတော့အစားမယုံကြည်ပေမဲ့ကြက်သားကိုဖောင်းကြည့်လိုက်တဲ့အခါမှာတော့ထွက်ပေါ်လာတဲ့အနံ့ကြောင့်အံ့ဩသွားခဲ့ရပါတယ်သူကဒီရုပ်ရှင်နဲ့ရွှွန့်တွေကနေဒီလိုအရသာမျိုးထုတ်နိုင်တာဟာတကယ်ကိုအံ့ဩစရာကောင်းပြီးတော့ဒီစပုံပုတ်ကတဘာဝတရားကိုကြွကျင်တဲ့သူပဲလို့မှတ်ချက်ပေးလိုက်ပါတယ်ပန်းစိန်ကြသားလို့နာမည်ပေးထားတဲ့ဒီစားစာရင်နောက်ကရသတောင်စားပုံမျိုးကြားရတဲ့အခါမှာတော့အေဂရမီတရားပို့ပြီးတော့စိတ်ဝင်စားသွားခဲ့ပါတယ်။သူကနောက်တစ်ခါမှဒီစပုံမိုးစီကိုသွားပြီးတော့ဟင်းချက်နီတွေကိုတင်ယူဖို့ဆွမ်းပြလိုက်ပါတယ်။အဲဒီအချိန်မှာပဲအဝေးကနေတော်တော်မြင့်နေတဲ့အတန်ကိုကြားလိုက်ရပြီးကလေးကတော့သူ့ဘိုက်စာရဲ့အတန်ပဲလို့ပြောလိုက်ပါတယ်။သူ့ရဲ့အဖိုးဖြစ်သူကလည်းဘိုက်စာတာကအကောင်းဆုံးဟင်းကအမွေကြမ်းပဲလို့သဘောတူလိုက်ပေမဲ့ကြောက်ခဲတဲ့မှာတဲ့ဒီအပြင်ခွင်ကိုစားလို့ရပါမလားလို့တန်တရားဖြစ်နေခဲ့ပါတယ်။ဒါကိုမြင်တော့အဖြူရောင်ကြက်သားအမေးပါလို့ခေါ်ပြီးတော့အရန်ပူတာကြောင့်စားတဲ့ခါရှောင်းမမျိုးမိအောင်တတိထားဖို့အတွက်သူကတတိပေးလိုက်ရပါတယ်။အေဂရသမီးတော်ကတော့သူမဖခင်ဟာကလေးကိုအမြဲတမ်းအလိုလိုက်လုံးနဲ့လို့တပြင်းချလိုက်ပါတယ်။ဒါပေမဲ့အရသာကတော့တကယ်ကိုပြောစရာမရှိအောင်ကောင်းလို့နေခဲ့ပါတယ်။အပြင်လွှားမွေးကြိုင်ပြီးတော့ကြက်သားကလည်းနူးညံ့လုံးတာကြောင့်တကိုက်စားလိုက်တာနဲ့တင်လေချောင်းနဲ့အလွယ်တကူစီစဉ်သွားခဲ့ပါတယ်။ပြားချက်ချက်ပေါမုတ်ရဲ့အနှဲငယ်6သူရဲ့အရသာကအစီတန်းနဲ့အလွန်ကိုဟန်ချက်ညီနေခဲ့တာဖြစ်ပါတယ်။ဒီဟင်းလျာရဲ့တကယ်နာမည်ကတော့ရိုဂျီမိုဖြစ်ပြီးတော့ကလေးကတော့ဒီနာမည်ကိုထိုးစက်နဲ့လို့ထင်နေတဲ့ပုံပဲဖြစ်ပါတယ်။သူကပေါမုတ်ထဲမှာအသားကိုထည့်ထားတာဖြစ်လို့အသားညက်ပေါမုတ်ပဲခေါ်တဲ့နယ်လို့ညှင်းခုန်နေခဲ့ပါတယ်။မာစတာကတော့အသားကိုနာမည်ရှိမှထားမှသာဟင်းလျာရဲ့ဂုဏ်သတင်းတက်လာမှဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။နောက်ဆုံးမှာတော့ကလေးကလည်းဒီနာမည်ကိုသဘောကျသွားခဲ့ပြီးတော့အသားတွေသူ့ဘက်ထဲအကုန်ဝင်သွားဖို့ပဲအာရုံစိုက်နေခဲ့ပါတယ်။သူကဒီအသားကိုမိဘတွေအတွက်ပါတည်သွားချင်တာကြောင့်ဘယ်လောက်ကြာခံမလဲလို့မေးလိုက်ပါတယ်။ဟင်းရည်တွေကိုထည့်ထားရင်3ရက်လောက်ခံတဲ့အကြောင်းဒါပေမဲ့ခရီးသွားရင်တော့ပေါမုတ်နဲ့အသားကိုတီးခြားစီထားမှသာအရေးသွေးမကျသွားမှဖြစ်တဲ့အကြောင်းသူကအကြံပေးလိုက်ပါတယ်။မင်းသမီးလေးကလည်းသူကအသားထက်တဲ့ကျွမ်းကျင်တဲ့သူပါလို့ကြောက်ဝါလိုက်ပါတယ်။ကျင်းနေကြတဲ့သူတွေကတော့ဒလောင်းရည်ချင်းရှိတဲ့သူကဘာလို့နန်းတွင်းစဖို့မလုပ်ဖ ೇನೆ ဒီလိုထင်းကောက်တဲ့တဲမှာနေနေရလဲလို့တွေးမိခဲ့ကြပါတယ်။သူကတော့နန်းတွင်းရလူတွေဟာသူ့ရဲ့အလုပ်ကိုတန်ဖိုးမထားတဲ့အတွက်သူတို့ကိုတိုးထောက်ပြီးတော့ဝန်ဆောင်မှုပေးရတာကိုမနစ်သက်တဲ့အကြောင်းပြောလိုက်ပါတယ်။သူ့အတွက်တော့အစားအစာကိုနားလဲသူကိုကြွေးရမှသာတကယ်ကျင်တဲ့မို့ရရှိတာဖြစ်ပါတယ်။နန်းတွင်းစပုတ်ကြောင့်နောက်ဘက်ကနေနောက်တစ်ခေါက်ထပ်ရောက်လာခဲ့ပြန်ပါတယ်။အဲဒီနေ့မှာတော့ဟင်းလျာကအရေးခံထားတဲ့အသားကင်တန်းဖြစ်ပါတယ်။အဲ့ဒီအချိန်မှာမင်းသမီးလေးကိုလည်းခွာကနန်းသင်းသူလိုမပြုတ်မှုပဲနဲ့အလုပ်ကိုလုပ်ဖို့တောင်းဆိုလိုက်ပါတယ်။အလုံးမလုံးရင်မစားရအောင်ဆိုတဲ့စီကံအတိုင်းမင်းသမီးလည်းဟင်းသီးဟင်းရွက်တွေကိုကင်တန်းမှာစိုက်ရင်းနဲ့အလုပ်လုပ်ခဲ့ရပါတယ်။ဒီဟင်းလျာကို15မိနစ်လောက်အရသာဝင်အောင်ဆောင်ပြီးရနောက်မှာတော့သူတို့အားလုံးအရသာရှိစားသုံးခဲ့ကြပါတယ်။ပထမဦးဆုံးကလိုက်တဲ့အခါမှာတော့ဆက်ရှင်ချင်းအရသာနဲ့အတူအေးတက်ကရှာပေါ်ကားခုံနေသလိုခံစားလိုက်ရပြီးတကယ်ကိုကျင်းနေစရာကောင်းတဲ့ခံစားချက်ကိုရရှိလိုက်ပါတယ်။ဒီနေ့ရလိုမျိုးအလွန်အမဲပူပြင်းတဲ့အချိန်မှာဒီလိုလန်းဆန်းတဲ့အစားအစာကိုစားရတာဟာတကယ်ကိုထူးခြားတဲ့တွေ့ကြုံပဲဖြစ်ပါတယ်။အေးခံထားတဲ့ဟင်းရည်ကြောင့်ငရုတ်သီးရဲ့ဆက်ရှင်ချင်းအရသာဟာလက်ကြောင်းအောင်မထိခိုက်စေဘဲနဲ့ချောမွေသားစားတာဖြစ်တဲ့အရသာမျိုးပေးစွမ်းခဲ့ပါတယ်။နန်းလော်ရဲ့မွေးချက်နဲ့ငရုတ်စီရဲ့အရသာကြော်ရမှုတို့ကဟင်းသီးရွက်ပေါ်မှာပြည့်စုံစွာနဲ့ပေါင်းစပ်နေခဲ့ပါတယ်။အဲဒီအရသာကတကယ်ကိုဆွဲလန်းမှုကောင်းတာကြောင့်တခြားဟင်းကင်တန်တွေကိုလည်းထပ်ပြီးတော့မြေဆန်းကြည့်ကြပါတယ်။သူတို့ရဲ့လူမှုစံနဲ့မလိုက်ဖက်အောင်မေးအရသာကိုနှစ်သက်စွာစားတော့နေကြတာဟာအံ့ဩစရာပဲဖြစ်ပါတယ်။ကလေးတွေကတော့အကောင်းဆုံးပိုင်းတွေကိုလူရင်းနဲ့နောက်ပြောင်ချီမောနေခဲ့ကြပါတယ်။သူတို့တွေရန်စားနေကြတော့မင်းသားကလည်းအေးစစ်စားဖို့အခုစားရင်ပေါ်ပါနေပေမဲ့နောက်ပိုင်းမှာအဆိုင်ကိုဒုက္ခပေးနိုင်တဲ့အကြောင်းသတိပေးလိုက်ပါတယ်။ကလေးကတော့သူ့ရဲ့ဖခင်ကိုကြွေးချင်တဲ့အတွက်နောက်နေ့မှာကြားစောတွေကိုအပုတ်ပြင်ဆင်ပေးဖို့မှလိုက်ပါတယ်။တစ်ဖက်မှာတော့ဂျန်ယူဂျီကအင်ကိုကြောက်တက်တာတစ်လုံးနဲ့ပြောင်းလာခဲ့ပြီးတော့အိမ်တော်ကိုအနက်နေဖုံးလွှမ်းသွားခဲ့ပါတယ်။သူမဖခင်ကသူမရဲ့ဖူးရောက်နေတဲ့နှက်ခမ်းတွေကိုမြင်တော့စိတ်ပူသွားခဲ့ပေမဲ့သူမကတော့အပြင်ကလူတွေရဲ့ဘဝကိုလေ့လာရင်းနဲ့စားခဲ့ရတဲ့အထူးဟင်းလျာဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။သူမဖခင်ကတော့ဟင်းနဲ့နေနဲ့ပြင်းနေနေတဲ့သူမကိုမယုံတဲ့ကဖြစ်နေပေမဲ့ဟင်းကိုမြေစမ်းကြည့်တဲ့အခါမှာတော့အံ့ဩသွားခဲ့ပြီးတော့နောက်ထပ်တကင်လောက်ထပ်တောင်းခဲ့ပါတယ်။
အဲ့ဒီဟင်းလျာကဈေးပေါဆောင်အသေးရက်တွေနဲ့လှုပ်ထားတာကိုဒီလောက်ရတာရှိအောင်လုပ်နေတဲ့စပေါ်မှုဟာတကယ်ကိုပါရမီရှင်တယောက်ပဲလို့သူကချီးကျူးလိုက်ပါတယ်နောက်တစ်နေ့မှာတော့မင်းကြီးမင်းသားကြီးနဲ့အတူစပေါ်ကြောင့်မှာဟင်းချက်တဲ့အနက်နေရာပြန်လဲပြန့်လွင့်လာခဲ့ပါတယ်ဒီနန်းဟာတကယ်ကိုဆွဲဆောင်မှုရှိရဲ့အတွက်ဧကရေမင်းကြီးကိုယ်တိုင်စိတ်ဝင်စားသွားခဲ့ရပါတယ်နန်းတွင်ကတခြားစပေါ်မှုတွေကတော့ဒီနန်းဟာသူတို့စီကမဟုတ်ပဲအပြင်ဘက်ကရောက်လာခဲ့တာကိုသိနေခဲ့ပေမဲ့ဧကရေမင်းကြီးကတော့အဲ့ဒီဟင်းလျာကိုပဲအလိုရှိနေခဲ့တာကြောင့်စပေါ်မှုတွေမှာအကြီးကျယ်ထိတ်လန့်ပြီးတော့အလင်းမြတ်မဲ့ဟင်းနေပြင်ဆင်ခဲ့ရပါတယ်ဧကရေမင်းကြီးကတော့နန်းတွင်စပေါ်မှုတွေပြင်ဆင်လာတဲ့ဟင်းလျာတွေကိုမြင်တဲ့အခါမှာတော့အမျက်ဒေါသအတော်လေးထွက်သွားခဲ့ရပါတယ်သူသိထားတဲ့မွေးကြံတဲ့ကျန်းတဲ့နေမပါဝင်ပဲနဲ့အရသာဖြောတော့နေတဲ့ဟင်းတွေကိုမြင်တော့ဒါဟာလူစားဖို့မပြောနဲ့ခွေးတောင်စားနိုင်မှာမဟုတ်ဘူးလို့အပြစ်တင်လိုက်ပါတယ်သူရဲ့နှာခေါင်းကအနက်ကိုအမမခံကြောင်းအဲ့ဒီမွေးကြံတဲ့ကျန်းတဲ့နေကနန်းတွင်းစပုတ်ကြောင့်ဘက်ကနေလာတာဖြစ်တဲ့အကြောင်းသူကသိသွားခဲ့ရပါတယ်ဒီတစ်ခါမှာတော့စပုတ်မိုးတွေဟာသူ့ကိုလှည့်စားနေရလို့ယူဆပြီးတော့အကြီးကျယ်ဒေါသဆွသွားခဲ့ရပါတယ်တစ်ဖက်မှာတော့ဇက်ဆောင်ကတော့ကလေးရင်းနဲ့အတူဟော့ပေါ့စားတောင်းနေခဲ့ပါတယ်သူတို့စားနေတဲ့ဟင်းလျာကအသားတွေကိုစက်ကူလိုပါလောင်လိဖြတ်ပြီးတော့ပဲနစာနှမ်းရှိစာအချိုးနဲ့ဖော်ဆက်ထားတဲ့စော်ရီကတော့ဒီဟင်းလျာရဲ့အသက်ပဲလို့သူကရှင်းပြလိုက်ပါတယ်အသားတွေကို90-80လောက်ပဲတိုးပြီးတော့စားရမယ်ဆိုတဲ့နီလန်ကိုလည်းသူကတင်ပေးလိုက်ပါတယ်ကလေးတွေကတော့ဒီစော်ရီကိုရနက်မွေးတဲ့ရွှွန့်လို့နောက်ပြောင်ခေါ်ဆိုရင်းနဲ့နှစ်သက်စွာနဲ့စားတောင်းနေခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပဲအသက်ကြီးရင်းတဲ့လူတယောက်ကထက်ရောက်လာခဲ့ပါတယ်သူရဲ့ဝတ်စားစင်မှုနဲ့အပြုမှုကအငိမ့်စားနန်းတွင်းအရာရှိတယောက်နဲ့တူနေခဲ့ပြီးတော့အစားတော့အနက်ခံကောင်းသူတယောက်ဖြစ်ပါတယ်စဆောင်ကလည်းသူ့ကိုအဝေးပြုတ်ပြီးတော့ကိုယ့်ဘာသာချက်စားဖို့အတွက်ခွင့်ပြုလိုက်ပါတယ်။အဲဒီလူကြီးကလည်းနန်းတွင်းရကျွေးတဲ့ဟင်းတွေကကျမ်းမာရေးအတွက်ဆိုပြီးတော့ပေါ်ချွတ်ချွတ်နဲ့ချက်ကျွေးတာကြောင့်စားရတာပြင်းစရာကောင်းတဲ့အကြောင်းအခုစားရတဲ့ဟင်းကမှတကယ်ကိုရသာရှိတဲ့အကြောင်းဝန်ခံလိုက်ပါတယ်။အနားယူသွားပြီဖြစ်တဲ့ဧကရေမင်းကြီးနဲ့စဆောင်တွေကအသက်အရွယ်မရွေးပဲနဲ့တငယ်ချင်းတွေလိုချင်နေသွားခဲ့ကြပါတယ်။အိုမင်းမစွမ်းဖြစ်တဲ့အချိန်မှာအထိမခံတဲ့ရုပ်ထုလို့အခန်းထဲမှာပဲထင်းသိမ်းထားတာတဲ့ကိုစားချင်တာစားပြီးတော့ကိုလှုပ်ချင်တာလှုပ်ခွင့်ရဖို့ဆိုတာကိုလှုပ်ချင်တာလှုပ်ခွင့်ရဖို့ဆိုတဲ့လွတ်လပ်မှုကိုသူတို့ဦးစလုံးကတံမိုးထားခဲ့ကြပါတယ်။ဧကရေမင်းကြီးကဇက်ဆောင်ရဲ့ဟင်းချက်လေးရောက်အလွန်နှစ်သက်သွားခဲ့ပြီးတော့သူတို့ညောင်ဟာမကြောင်ကစားရင်းနဲ့အချိန်တွေကိုပျော်ရွှင်စွာနဲ့ကော်ဆောင်လိုက်ကြပါတယ်။ဂိမ်းစားနေတဲ့အချိန်မှာလည်းဘရင်ဆိုတဲ့ကွန်ပုတ်တွေကိုခဏမေးထားပြီးတော့တယောက်ကိုတယောက်နောက်ပြောင်ရင်းနဲ့ရင်းနှီးမှုတွေတိုးပွားလာခဲ့ပါတယ်။ဧကရေမင်းကြီးကတော့သူ့ရဲ့သားတော်လက်ရှိဧကရေလာရောက်တိတ်ဆောင်တဲ့အခါမှာတော့ဟင်းချက်တဲ့သူကိုဖမ်းဆီးဖို့မကြိုးစားဖို့နဲ့သူ့ရဲ့ပျော်ရွှင်မှုမဖျက်ဆီးဖို့အတွက်တတိပေးလိုက်ပါတယ်။လက်ရှိဧကရေမင်းကြီးကတော့သူ့ဘခင်နဲ့မိသားစုဝင်တွေအားလုံးဟာအပြင်ကလူတယောက်ရဲ့ဟင်းလျာတွေကြောင့်ပျော်ရွှင်နေခဲ့ကြတာကိုမြင်တော့အံ့ဩစိတ်ပြန်မိခဲ့ပါတယ်။သူကိုယ်တိုင်ကတော့အဲ့ဒီအရသာရှိတဲ့ဟင်းတွေကိုမစားရပဲတခြားသူတွေအားလုံးကစားနေကြတာကြောင့်သူတယောက်တည်းကျဉ်းရသလိုခံစားနေခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့ဇက်ဆောင်ကနနက်စာအတွက်ရိုတာမုံကြော်တွေကိုကြော်ပေးနေပြန်ပါတယ်။စီပူထဲမှာရွှေရောင်တန်းနေရဲ့မုံကြော်တွေရဲ့မွေးကျန်းတဲ့ကြောင့်ပဝင်းကျန်လူတွေကတော့စိတ်လှုပ်ရှားပြီးတော့အငံမြဆော်စားနေခဲ့ကြပါတယ်။ဇက်ဆောင်ကလည်းဒုတိယချိန်ပြန်လဲကြော်မှသာအပြင်ဘက်မှာကြော်ရပြီးတော့အရသာရှိမှဆိုတဲ့သူရဲ့လှုပ်ဝက်ချက်ကိုရှင်းပြရင်းနဲ့စပ်ပိုးချောင်းထဲမှာပျော်ရွှင်စရာအငွေ့သက်တွေပြင်းနေခဲ့ပါတယ်။ကလေးငယ်ကရွှေဝါရောက်မုံချောင်းကြီးတွေကိုကြည့်ပြီးတော့အံ့ဩတကြီးနဲ့ဓာတ်တွေကမုံကြော်တုတ်ချောင်းကြီးလာလို့မေးမြန်းခဲ့ပါတယ်။ဇက်ဆောင်ကဓာတ်ကိုယူတောင်းလို့ခေါ်တဲ့အကြောင်းနဲ့ကလေးတရဲ့ဘိုက်ကိုကလေးထိုးရင်းနဲ့စားနောက်ပြောဆိုခဲ့ပါတယ်။ဒီမုံကြော်တွေကအပြင်ဘက်ကကြွရပြီးတော့အတွင်းထဲမှာတော့လေခိုပြီးတော့ပေါက်ပေါက်အေးလေးနဲ့တကယ်ကိုအရသာရှိလာပါတယ်။ပဝင်းကြီးလူတွေကလည်းမုံကြော်ရန်တဲ့ကြောင့်အလို့ရတောင်းဆိုကြတဲ့အတွက်ဇက်ဆောင်ကဓာတ်တွေကအရန်ပူကြောင့်တတိပေးပြီးတော့အစီအစိမ့်ပြေစေဖို့အတွက်မင်းညာအကျန်နဲ့ဈေးကျုပ်ချိုချင်းနဲ့တွဲဖက်စားဖို့အကြံပြုခဲ့ပါတယ်။အားလုံးကသူတို့အမြဲစားနေကြပြင်းစရာကောင်းပြီးတော့လေးလက်နဲ့ကြုံပုတ်ပြားတွေထက်အစာပေါက်100မကပိုကောင်းတယ်လို့တင်းကြီးတညွတ်ထဲချီကျူးခဲ့ကြပါတယ်။တစ်ဖက်မှာတော့နိုင်ရင်ပြင်းထဲမှာအမတ်ကြီးတွေကဂျီကိုတောင်းတွေဖွင့်ပြီးတော့အခွန်ရှော့ပေါ်ပေးလိုက်တာကြောင့်ပြည်သူတွေစအေးသွားပြီလို့ထင်နေခဲ့ကြပါတယ်။ဧကရေမင်းကြီးကကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်အရေးချင်းရှိတဲ့စစ်သူကြီးတွေကိုဆစ်လို့ဖို့လမ်းညွှန်နေရင်းနဲ့စိတ်ကတခြားနေရာကိုရောက်နေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အပြင်ကနေလွှင့်ပြလာတဲ့မုံကြော်ကြတဲ့ကသူ့ရဲ့အိမ်မက်ထဲအတိုင်းဖြစ်နေလို့ပဲဖြစ်ပါတယ်။သူကဘိုက်ဆာဆာနဲ့နန်းတော်တွေမှာဘယ်ကောင်ကဓာတ်တွေကြော်ပြီးတော့သူ့ရဲ့ဘိုက်ကိုလာနှိပ်စက်နေရလေလို့တွေးတောနေခဲ့မိပါတယ်။စိတ်မပါတပါနဲ့ပဲအမတ်ကြီးဖုံးရဲ့စစ်တဲ့အတွက်ရိတ်ကခွဲတန်းကိစ္စတင်ပြချက်ကိုချက်ချင်းခွင့်ပြုပေးလိုက်ပြီးတော့နိုင်တဲ့အစည်းအဝေးကိုကမန်းကတိုင်းရုပ်သိမ်းလိုက်ပါတယ်။ဧကရေမင်းကြီးကဒီအနက်ဟာအစိတ်တော်ဖြစ်စေလောက်အောင်အစားတော်ယူသွတ်တွေစီကနေလာတာလို့အသေးချာသိလိုက်ပြီးတော့ကိုယ်တိုင်သွားကြည့်ဖို့အတွက်ဆွံပြလိုက်ပါတယ်။သူကအစေခံတွေကိုမိဖုရားကြီးနဲ့သမီးတော်ဗမာလေးလို့မေးတဲ့အခါမှာတော့အစာချေပြတ်ဖို့လမ်းလျှောက်ထွက်သွားကြရလို့သိလိုက်ရပါတယ်။ဆက်ပြီးတော့အနားယူသွားပြီဖြစ်တဲ့ခမီးတော်ကြီးဗမာလေးလို့မေးတဲ့အခါမှာတော့မင်းညကလေးကအပြင်မှာပဲတညလုံးအိပ်ပျော်သွားပြီးတော့ပြန်မလာသေးဘူးလို့သိလိုက်ရပါတယ်။ဒါနဲ့ပဲဧကရေမင်းကြီးကသူ့ရဲ့ဇနီးဖခင်နဲ့သမီးဖြစ်သူတို့အားလုံးဟာသူ့ကိုချန်လာပြီးတော့ဟိုစပုံမှုရဲ့ဝါးတဲ့ပြတ်ထဲမှာမုံနေစုပေါင်းစားတောက်နေကြမှရင်းမိသွားခဲ့ပါတယ်။အဲဒီအချိန်မှာတော့မင်းသားကတညလုံးစဉ်းစားပဲတွေကိုအချိန်ကကျေခွဲပြီးတော့ပြုတ်လောက်ထားတယ်။ပဲပြအုံတော်ဟင်းလျာကိုပြင်ဆင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဓာတ်ကိုအချိုစားမလားအငန်စားမလားဆိုတဲ့အငင်းပေါက်မှုကဖြစ်လာခဲ့ပါတယ်။ချန်လဲကတော့ချင်းဆက်ရတာဖြစ်အောင်ကျက်သွန်ပြူနံငုတ်သီးထဲမှာအသက်ပါမယ်လို့ဆိုလိုက်ပါတယ်။ဧကရေဟောင်းကလည်းအငန်နဲ့အဆက်ကမှအစ်စ်မှန်လို့ဆိုပေမဲ့မင်းသမီးလေးချင်းယူကတော့အချို version ကမှအကောင်းဆုံးလို့ညှင်းခုန်ကြပြန်ပါတယ်။
မိဖုရားကြီးကတော့နန်းတော်ထဲမှာအလုံးကတားမြစ်ပိတ်ပင်ခံထားရပေမယ့်ဒီဝါတဲ့ထဲမှာတော့သူအချိုရောအငံရောနှမျိုးစလုံးစားခြင်းတယ်လို့ဆွမ်းပြလိုက်ပါတယ်မိဖုရားကြီးကတော့သူ့ရဲ့ခင်မုံဧကရေမင်းကြီးအတွက်ဒီပဲပြအုံနောက်နဲ့မုံချောင်းကျော်ကိုပါဆယ်ထုတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဒါပေမဲ့မင်းသားကမုံချောင်းကျော်ကိုယူသွားလို့ရပေမယ့်ပဲပြအုံနောက်ကတော့မရနိုင်တဲ့အကြောင်းညှင်းပယ်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့မြင်းရဲ့အမြန်နဲ့သွားရင်တော့မှနန်းတော်ရောက်ဖို့က15မိနစ်လောက်ကြာမှဖြစ်ပြီးတော့အိုရီယာထွက်သွားတဲ့ပဲပြအေးလေးတွေကရေးကြီးတခြားအနှစ်တခြားစီကွဲထွက်သွားပြီးတော့ချင်းစောစောရည်တွေဖြစ်သွားမှာမလို့ပဲဖြစ်ပါတယ်ဒါကအေဂရမင်းကြီးကိုလှုပ်ကြွေးရမကြပဲဖြစ်သွားပါလိမ့်မယ်အေဂရဟောင်းကလည်းအေဂရမင်းကြီးအတွက်မုတ်ကြော်ကြောင်တစ်ချောင်းဆိုရင်ဘိုင်းစာပြေဖို့လုံလောက်ပါပြီလို့ပြောလိုက်ပြီးတော့မင်းညာကမားကြောင်ကစားလို့ကောင်းကိုင်းနေရအကြောင်းအေးဝဝပြန်ပြီးဖို့အားလုံးကိုအိမ်ပြန်ချဖို့နေထော်လိုက်ပါတယ်နောက်ဆုံးမှာတော့သနာစရာကောင်းတဲ့ agreement ကြီးခင်ဗျာတော့အဲ့ဒီအရသာရှိလာတဲ့ပဲပြအောင်နောက်ကိုကိုယ်တိုင်မမြည်ကြည့်ရပဲနဲ့အဝေးကနေပဲအနံလေးကိုမတ်စားပြီးတော့စောင့်မျှော်နေခဲ့ရရှာပါတယ်နန်းတော်ကိုပြောင်းတဲ့ခါမှာတော့အေဂရကသူတို့ဘာလို့ခုဒီပြန်မြောက်သေးရလဲဆိုပြီးတော့စိတ်မရှိလမ်းမရှိနေပဲဟိုဒီလမ်းလျှောက်ရင်သူတို့ကိုစောင်းရတာအရန်ကြာရလုံးကြီးတွားနေခဲ့ပါတယ်သူတို့သွားတဲ့ခီးကနေသူတို့အတွက်ဘယ်လိုထူးခြားဆန်းပြတဲ့ရှင်းနာတွေယူဆောင်လာမလဲဆိုတာကိုပဲစိတ်လှုပ်ရှားစွာနဲ့မေးမြန်းခဲ့ပါတယ်သူတို့ကလည်းကြော်ထားတဲ့အီဂျာခွေကိုထုတ်ပြပြီးတော့ဒါတွေကဒဲအိုတဲ့ကနေအသေးဆက်ဆက်ထွက်လာတော့ကတော့အရန်ကိုကျွတ်ဆက်ပြီးတော့ရတာရှိခဲ့ရလို့ရှင်းပြလိုက်ပါတယ်ဒါပေမဲ့လန်ခီမှာအချိန်တော်ကြာထိုင်လာခဲ့ရတဲ့အတွက်တဘာဝအတိုင်းပဲနည်းနည်းပြော့ပြီးတော့ဝါရတာဆေးပတ်မိုင်ဖြစ်သွားခဲ့ရတာပါအေခွေကတော့မယုံနိုင်ပဲနဲ့မင်းတို့တွေတက်မနက်ခင်းလုံးနဲ့ညဘက်အထိအပြစ်မှာအချိန်ကုန်နေကြတာဒါလေးတစ်ခုအတွက်လာလို့ပြန်မေးလိုက်ပါတယ်မုံနဲ့တစ်ခုအတွက်နဲ့ဒီလောက်အလို့ချုပ်ခံခဲ့တယ်ဆိုတာကိုသူလုံးဝမယုံနိုင်ဖြစ်နေတော့မှာပဲတူဦးအောင်နောက်မို့လဲပါသေးရလို့သူတို့ကရှင်းပြလိုက်ကြပြန်ပါတယ်သူတို့ကစောနေစံနေနဲ့လှုပ်ထားတယ်အချိုရောအဆက်ဘာရှင်းတွေကိုပါရှာအားရအောင်လာဖက်ပြပေးမယ်လီယူရန်ကတော့ဒါကိုအဝေးကြီးတဲ့သွားရင်အရေးပြောသွားလိမ့်မယ်လို့တတိပေးခဲ့တဲ့အကြောင်းပြပြလိုက်ပါတယ်ဒီလိုနူးညံ့လုံးတဲ့အထီတွေကြောင့်ပဲအေဂရစ်မြေးစက်နိုင်ဖို့နန်းတော်တွေယူဆောင်လာပေးဖို့ဘလို့မှမဖြစ်နိုင်ခဲ့တာဖြစ်ပါတယ်အေဂရစ်ကတော့ဒီလိုဝက်ဆန်ပြတဲ့ကျွမ်းကျင်သူယူရန်ဆိုမဲ့လူကသူ့ကိုတတ်တတ်စိတ်ဆိုးအောင်တမင်တကာလောက်တာပဲလို့တထဲချနဲ့ယုံကြည်သွားခဲ့ရပါတယ်အဲ့လူကသူ့ကိုအမီးတော်မပေးချင်မဲနဲ့လွှတ်ပစ်လိုက်ဖို့ပဲရွေးချယ်လိုက်မယ်လို့သူကတွန်းတော်စွာနဲ့ညီးတွားပြီးရဲ့နောက်သူ့ရဲ့အစီကံဝန်တွန်ကိုညစာပြင်ဖို့တဲ့စိတ်တုံတုံနဲ့လမ်းခေါ်လိုက်ပါတယ်စိတ်ဆုံးမှန်ဆိုနေပဲရှိသမျှတွေမှာအညီဆုံးတိုးသားရင်းကိုအရှိဖြောပြီးချက်ခန်းလိုက်ပြီးတော့သူတို့ကမခံချင်အောင်ဘိုက်ဝအောင်စားပွဲတော်ကိုတဲပြစ်မယ်လို့ကြုံမလိုက်ပါတယ်